တိဟောနာမဇိကိဇာပိပန္နာဒိနိနာခတတိတိဟောနာမကိသောစာပိနာဂမန္တံနာခတတိတိဟောနာမရှင်သေမင်းတို့မြည်သည်ကဇိကိဇာပိဆာလောင်ပင်ဆာလောင်ညတော်လည်းပဲပန္နာဒိနိမြတ်တိဘကိုတော်နာခတတိဘေသောခမမစားပါချေပြိတ္တိရှင်သည်ဆာခြင်းသလောက်ဆာညက်စားတယ်သိရစားတယ်ဆိုတာကြားဘူးလားတိဟောနာမရှင်သေမင်းတို့မြည်သည်ကိသောသာမိပိလိပင်ပိလိညာတော်လည်းပဲနာဂမန္တံအသာတတုဘဝဘုရားအတွက်ဆိုပြီးတော့မွေသားလိုအောက်တန်းကြတဲ့အသားမျိုးကိုနာခာတတိဘေသောခမမစားပါချေရှင်သေကြီးတဲ့ကောင်ဟာငါတော့ပိနေပြီရတဲ့အသားစားဘယ်တက်နိုင်မလဲအာဘာသာဖြစ်ဖြစ်မွေသားလည်းစားမှာပဲဆိုပြီးတော့လွယ်လွယ်အောက်တန်းကြတဲ့အသားကိုရှင်သေဘယ်တော့မှမစားဘူးဟုတ်လားအဟိတရိစ္ဆာန်ဖြစ်တဲ့ရှင်သေးတို့မျိုးရိုးမှာတော့ပိန်ရင်သလောက်ပိန်ပြိတ္တမွေသားမစားဘူးစားခြင်းသလောက်စားမျက်သိရမစားဘူးဆိုတဲ့ရိုးရာယဉ်ကျေးမှုအမျိုးကုန်ဇာတိကုန်ကိုထိန်းသိမ်းလိုက်တာမွေးကာသရှင်သေးကနေသွားမရှိတဲ့ရှင်သေးအထိဘယ်တော့မှမျက်မစားဘူးပြန်ပြိတ္တအတုခိုးဖို့မကောင်းဘူးလားဒါပဲရှင်သေးတို့ရဲ့စိတ်ဓာတ်ဆိုတာကျွတ်တို့ဘောဓဘာသာဝင်အကုန်လုံးအာဇာနည်နှလုံးသားရှိတဲ့ပုဂ္ဂိုလ်တိုင်းအတုခိုးရမှာဟုတ်လားကုလဇာတောကုလဗုဒ္ဓောကုလဝန္တာသုရခတောအတ္တနာဒုက္ခပတ္တောပိဟိနကမ္မနာကာရေကုလဇာတောမြတ်သောဗုဒ္ဓဘာသာမိဘနှစ်ပါးမှမွေးဖွာ၍လူဖြစ်သာသောကုလဝန္တာသုရခတောမြတ်သောဗုဒ္ဓဘာသာတို့ရဲ့အမျိုးကုန်ဇာတိကုန်ကိုစောင့်ရှောက်ထိန်းသိမ်းလေးရှိသောကုလဗုဒ္ဓအမျိုးကောင်းသာယရနာသည်ကုလပုဒ်သည်အမျိုးကောင်းသမီးယရနာသည်ဗုဒ္ဓဘာသာမိဘနှစ်ပါးကမွေးဖွားပြီးတော့လူဖြစ်လာတယ်ဗုဒ္ဓဘာသာတို့ရဲ့အမျိုးအနွယ်ဇာတိကုန်ကိုစောင့်ရှောက်ထိန်းသိမ်းလို့နေပါလေဆိုတဲ့ဗုဒ္ဓဘာသာဝင်အမျိုးကောင်းသာအမျိုးကောင်းသမီးမှန်ရင်အတ္တနာမိမိမှာဒုက္ခပတ္တောပိစီဝါရေးဒုက္ခလူမှုရေးဒုက္ခပညာရေးဒုက္ခလို့ဆိုတဲ့ဒုက္ခမျိုးစုံကြုံမြင်ကြုံရတော်လည်းပဲဟိနကမ္မဟောဒီဒုက္ခတွေကနေငါမြ мян လွတ်သွားအောင်ဘာသာကြားတယောက်ကိုလက်ထပ်ပြီးတော့ပေါင်းသင်လိုက်မယ်ဆိုတဲ့ရုပ်ဉာဏ်နဲ့အောက်တန်းကြတဲ့လုပ်ငန်းမျိုးကိုနကာရယေဖေသောအခါမှမပြုကျင့်ရရှင်သည်မြတ်မစားသလိုရှင်သည်တွေဘလောက်ပင်ပိမင်းပိညာတော့လေမွေသားကိုမစားသလိုပါပဲတကယ်ဘုရားတရားသံဃာယရဏမြတ်သုံးပါးရဲ့အပေါ်မှာတရားစစ်နဲ့ကြည်ညိုကြတဲ့ဗုဒ္ဓဘာသာဝင်အမျိုးကောင်းသားအမျိုးကောင်းသမီးတွေမှန်ကြပါတယ်ဆိုရင်ပရိသတ်ဒုက္ခမျိုးစုံဘလောက်ပင်ဝိုင်းအောင်ပင်ဝိုင်းအောင်ညတော်လေဒီဒုက္ခကိုအလွန်ဆင်းရဲတဲ့ထင်ပြီးတော့ဘာသာကြားကိုလက်ထပ်ထွက်ပေါက်ရှားတဲ့အောက်တန်းကြတဲ့အလုပ်ကိုမလုပ်ရပါဘူးလုပ်လို့ရပါမလားရှင်သိလို့ပုဂ္ဂိုလ်တော်မှာတတိစ္ဆာန်ဖြစ်ပေမဲ့သူ့အမျိုးကိုဇာတိကုံကိုစောင့်ရှောက်ထိန်းသိမ်းနေဆိုရင်ကျွတ်တို့မြန်မာကျွတ်တို့ဗုဒ္ဓဘာသာဝင်သူတော်စင်တွေဟာဆင်းရဲလို့ပဲဖြစ်ဖြစ်နိစ္စလို့ပဲဖြစ်ဖြစ်မလွန်ဆန်နိုင်လို့ပဲဖြစ်ဖြစ်သူ့ရဲ့လက်အောက်မှာအလုံးလုံးနေရလို့ပဲဖြစ်ဖြစ်ပြိဿကြီးဘာသာကြားကိုအဲ့ဒီအားနည်းချက်တစ်ခုနဲ့မတတ်နိုင်တော့ဘူးဆိုလက်ထပ်လိုက်မယ်ဆိုရင်တမျိုးလုံးရဲ့ဂုဏ်သိက္ခာဝမ်းနည်းစရာမကောင်းဘူးလားဒါကြောင့်မလုပ်ရဘူးဟုတ်လားအာလုံးတို့တရားဓမ္မပေါင်းသူတော်ကောင်းနေလူကြီးတွေကလည်းသားငယ်သမီးငယ်တွေကိုဒီစိတ်ဓာတ်တွေမွေးကောင်းသွင်းပေးပါညီငယ်ညီမငယ်တွေကလည်းကိုယ့်ကိုယ်ကိုတမ္မဏိစိတ်ဓာတ်အာဇာနည်စိတ်ဓာတ်မွေးပြီးတော့ဘာသာကြားကိုလက်ထပ်တဲ့အောက်တန်းကြတဲ့အလုပ်ကိုမလုပ်ပါနဲ့ဟုတ်လားဘာကြောင့်လဲဘာသာကြားကိုဦးစင်းလို့ခွေးလို့လည်းမပြောဘူးနွားလို့လည်းမပြောဘူးဘာမှရိုးရိုးမှမပြောဘူးသို့တော်ပြိဿရဲ့ဘာသာကြားဟာလည်းသူ့ဘာသာလည်းသူရှိပါသေးကျွတ်တို့ရဲ့ဗုဒ္ဓဘာသာဟာလည်းတင့်တယ်တဲ့ဗုဒ္ဓဘာသာသားကောင်းသမီးကောင်းလေးတွေဘဝနဲ့ဆက်ခါအမျိုးကုန်ကိုထိန်းသိမ်းသွားဖို့မလိုအပ်ဘူးလားလိုအပ်တယ်ပြိဿရဲ့အမျိုးကုန်ဇာတိကိုမြင်မရင်းနဲ့ယဉ်ကျေးမှုအမွေနဲ့မပြောင်းအောင်ထိန်းသိမ်းလာမပြောနဲ့အဲ့ဒါ TV မှာပဲရှိတယ်ပြိဿရဲ့နှလုံးသားထဲမှာရှိဖို့လိုတယ်မလိုဘူးလားအာဟိတရိစ္ဆာန်ရှင်သိလို့တရိစ္ဆာန်တော်မရိစ္ဆာန်ကိုအမျိုးကုန်ဇာတိကုန်ကိုစောင့်ရှောက်ထိန်းသိမ်းနေဆိုရင်ကျွတ်တို့ဗုဒ္ဓဘာသာဝင်သူတော်စင်ကမွေးလာတဲ့ဗုဒ္ဓဘာသာအစ်စ်သားလေးတွေသမီးလေးတွေဟာဒီစိတ်ဓာတ်ရှိဖို့မလိုအပ်ဘူးလား
ဘာပဲပြောပြောဟုတ်လားစီးပွားရေးကလည်းကြာဆင်းလာတယ်လူမှုရေးကလည်းကြာဆင်းလာတယ်ပညာရေးကလည်းခက်ခဲလာပြီဆိုတဲ့အခါကျတော့ကိုယ်ပဲဖြစ်ဖြစ်သူပဲဖြစ်ဖြစ်နည်းနည်းလေးနဲ့ရှေ့တိုးလာတဲ့အခါကျတော့အာနာတာတစ်မျိုးမပြည့်စုံတာတစ်မျိုးနဲ့တယောက်နဲ့ပါသွားတာတွေမများဘူးလားတကယ်အမျိုးကိုဇာတိကုံကိုစောင့်ရှောက်ထိန်းသိမ်းနေတယ်ဆိုရင်နိုင်ငံကိုမြန်ကြီးပွားအောင်လို့ဟုတ်လားမြန်ကြီးပွားပြီးတော့စီးပွားရေးတွေခြောင်လည်ပြီးတော့ပြိဿရေးဗုဒ္ဓဘာသာတွေကနေနိုင်စားနိုင်ရောင်ရဲနိုင်တဲ့အဆင့်ရောက်တယ်ဆိုရင်ဘယ်ဘာသာညာမှတော့မှပြိဿမကြည့်ဘူးကြည့်ပါမလားအခုတော့ကလေးတွေကလည်းဘာသာရေးအသိစိတ်ဓာတ်ကလည်းနေတာတွေကပေါ်လာတယ်ခုနကပြောလို့စိတ်ဓာတ်တွေကလည်းမခိုင်းဟိုကဘာသာညာဆိုတော့ဒီခွင်ချောင်းနေတာဆိုတော့ဟောနည်းလေးနဲ့ရှေ့တိုးလာတော့တယောက်နဲ့ပါမသွားဘူးလားအဲ့ဒါလိုပါသွားရင်ကျွတ်တို့ဟောနေတဲ့ဘုန်းကြီးတွေပလင်မွားနေရေနှပလင်းတော့ဟောတော့ပြိဿဘာထူးမှာတော့ဟုတ်တယ်မလားဟောတဲ့ဘုန်းကြီးကဟောနေတာတယောက်ပါသွားနေဟုတ်လားကြက်ကလေးပြောက်ပဲကြားတော့နောက်လက်ကြီးလည်းမရှိရှေ့လက်ကြီးလည်းမရှိဘယ်နဲ့လုံးမလဲဟုတ်တယ်မလားဝမ်းနဲ့ကြမကောင်းဘူးလားအဲ့ဒါပဲအားလုံးဟာအာဇာနည်နှလုံးသားအာဇာနည်စိတ်ဓာတ်ရှိဖို့အရင်ရေးကြည့်ပါလေဟုတ်လားဒါဦးဇင်းတို့ပြောတာနော်ဘာသာကြားကိုပုတ်ခတ်တာပါသလားနှိကွတ်တာပါသလားဘယ်ဘာသာမှလည်းမပုတ်ခတ်ဘူးဘယ်ဘာသာမှလည်းမနှိကွတ်ဘူးဟုတ်လားဘယ်ဘာသာမှလည်းရံမဖြစ်ချင်ဘူးပြောလိုတာကကိုယ်ဗုဒ္ဓဘာသာဝင်ညီငယ်ညီမငယ်လေးတွေတတိလွတ်သွားမှဆိုလို့အမတ်တမဲ့ဖြစ်သွားမှဆိုလို့တတိပေးတာတတ်ပါပဲဟုတ်လားတကယ်အမျိုးအတွက်ဘာသာအတွက်သာသနာအတွက်တကယ်နိုင်ငံတော်ကချနေတဲ့မူဝါဒနဲ့အညီကျုပ်တို့ဒါဟောပေးနေတာပါဟုတ်လားအမျိုးကုန်ဇာတိကုန်စောင့်ရှောက်ရင်းနဲ့ဟုတ်လားရင်းနှီးမှုအမွေနဲ့ထိမ့်သိမ်းဒီတက်ထိမ့်သိမ်းတာတော့မရှိတော့ဘူးဟုတ်လားအဲ့တော့ပြိဿကြီးကုံပြောမယ်ဗျာဟုတ်လားကျုပ်တို့ပြောလို့တာကဗုဒ္ဓဘာသာမှမဟုတ်လို့ရှင်တဲ့တောင်ကြည့်စရာလိုရတာရှင်သေးစိတ်သက်ရှိသမ်းမှာဟုတ်လားဆင်းရဲလာရင်တော့ကိုယ်ပဲဖြစ်ဖြစ်သူပဲဖြစ်ဖြစ်အခွင့်အရေးသမားချောင်းနေတာပဲမရိဒ္ဓရေဟိုဘက်အေးစီးပွားရေးမပြေဘူးဆိုရင်ဒီဘက်အင်္ဂါတူတွေကဩသနာပါလေအစင်မပြေကြဘူးဟဲ့ဆိုကရုဏာတတ်ဖို့တဲ့ဟေးသူတို့တော့ချင်းနေမကောင်းဘူးတီဗီညမ်းပေါင်ရင်တို့ယူထားမယ်နော်ဟုတ်လားကဲစိတ်ဓာတ်ကအဆင်ရမရှိတော့ဘူးဟုတ်လားအခုလည်းပဲအဲ့ဒီလိုမျိုးပေါ့ကိုယ်ဗုဒ္ဓဘာသာထဲမှာတော့အဲ့ဒီစိတ်ဓာတ်တွေကအများကြီးရှိနေတော့ဘာသာကြားချောင်းပြီပေါ့ဟာဒီအိမ်ကဒီကောင်မလေးကတော့မိုက်တယ်ဟုတ်လားသူ့ဖေကလည်းယာထုရှိတယ်ငါနည်းနည်းလေးဝင်ကတ်လိုက်မှပဲအချင်းကြီးပြီးတော့ခါရဲခေါ်သွားမယ်ဟုတ်လားအတော်ကြီးကျွန်တော်ဟိုတက္ကသိုလ်သွားမလို့ဟိုကလေးလေးကကားမရှိတော့ကျွန်တော်ခေါ်သွားပြီလားအိုးဒီကောင်လေးကဗုဒ္ဓဘာသာမဟုတ်ဘူးရင်ကြီးတယ်တော့အေးသားကြီးခေါ်သွားလိုက်ပါသမီးလေးလိုက်သွားဟောကားလေးဘာမှမဟုတ်ဘူး1000 2000လောက်ကုန်မရလေသမီးလေးလိုက်သားဆိုတယ်ဟိုလေကော့နဲ့ပါသွားဟုတ်လားတစ်ခေါက်ခေါ်ပထမနှစ်အေးစစ်စစ်ပဲ no problem မလီဘုန်းကြီးတွေကဝင်ပြောတာတော့မှပြဿနာတယ်ခင်ဗျားတို့နော်ဘာသာကြားနဲ့ဒီလိုကြီးတင်းတတိထားလို့ကောင်းမှမလားမလီဘုံရဲ့သူကဘာသာကြားဆိုမသိမွေ့တယ်နူးညံ့တယ်ဟုတ်လားကံမကောင်းလို့သူကပါမသွားတာဟုတ်လားဟုတ်လားအဲ့တော့ပထမနဲ့ဒုတိယနေ့ကျတော့အန်တီသမီးဟိုတယောက်တည်းအဖေမရှိရင်ခန့်နေလိမ့်မယ်ကျွန်တော်ပဲလိုက်ဖို့လေအိုးသားခေါ်တော့တတိယနေ့အိုးသားခေါ်တော့စရုပ်သားနဲ့ဇာမွဲလည်းဖြစ်ပြီးတော့မိမိသမီးမခွဲနိုင်လို့ပါသွားပြီဆိုတဲ့အခါကျတော့မှအောင်မလေးအမျိုးယုံမှအမျိုးဖြတ်မှပေချင်းစိုးမှအိမ်မနာခင်းနဲ့ခုနှစ်ညရှိရအတန်ကောင်းနဲ့တုတ်လိုက်တာမသိတော့ဟိုကနောက်ဖေးပေါက်ကနေပြန်သွင်းလာတာပဲဟုတ်လားကဲပြိတ္တဝမ်းနဲ့စရာမကောင်းဘူးလားလူကြီးတွေကလည်းဘာမှအကင်မပါဘူးလူငယ်တွေကလည်းခါနဲ့နီးစက်တယ်ဆိုသူကပြောလိုက်တယ်အမလီတဲ့ဒီခေတ်မှာဟိုဘာသာလေးဒီဘာသာလေးဟိုလူမျိုးတွေဒီလူမျိုးတွေမပြောနဲ့တဲ့ open the door တဲ့နှလုံးသားတကားပေါက်ကိုဖွင့်ပေးထားရမှာတဲ့ဟုတ်လားဖွင့်ထားကြည့်ပါလားဟုတ်လားနှလုံးသားတကားပေါက်ဖွင့်ထားကြည့်ပါလားဘယ်နှယောက်ဝင်လာမဟုတ်လားအဲ့ဒီလိုသာတကားပေါက်ဖွင့်ထားမယ်ဆိုကျွတ်တို့ဘုန်းကြီးတွေဗမာပြည်မှာရှိပါအောင်မလားဘုန်းကြီးတွေရောနှလုံးသားမပါဘူးလားဘုန်းကြီးနေတယ်နှလုံးသားတကားတာဖွင့်ထားကြည့်ပါလားပြိတ္တဘာမှတော့ကြံမအကုန်လုံးကြွကုန်ပါဟုတ်လားအဲ့တော့တတိနဲ့အတိနဲ့ဝိနည်းနဲ့သိက္ခာနဲ့မျိုးရိုးကိုဇာတိကိုစောင့်ရှောက်ထိန်းသိမ်းတဲ့စိတ်ဆိုတာအရင်အရေးကြီးတယ်မလိုအပ်ဘူးလားတကားနဲ့နှလုံးသားတကားပေါက်ဖွင့်တယ်ဆိုဖွင့်ထားလိုက်တာဖွင့်ပါပဲဖြူဖြူချောချောသေးကြက်သေးရှိရှိတယ်ဟုတ်မဟုတ်ဒါလိုက်တာရင်လိုကောင်ဟိုမှာခုနပြောတဲ့ပါလေစပိုင်ရှိသူကကောင်မျိုးဆိုရင်ထားပါတော့သူ့ကြက်သေးတယ်ဆိုဟိုတနေ့ကုန်ကြည့်လို့နှခမ်းမွေးတဲ့ဘလို့မှမဲပြီးတော့ကြက်သေးမရှိတဲ့မျက်နှာကိုဘယ်ရုပ်နဲ့ကြည့်ပြီးကြည့်လဲမဟုတ်လားအဲ့တော့ပြိတ္တအံ့ဩဖို့ကောင်းတယ်ဒါကြောင့်မလုတ်ပါနဲ့တို့ညီငယ်ညီမငယ်တွေကိုအမျိုးကုန်ဇာတိကုန်ဘာသာကုန်ကိုရှင်သိစိတ်ဓာတ်အာဇာနည်စိတ်ဓာတ်နဲ့စောင့်ရှောက်ဖို့မလိုအပ်ဘူးလားလိုအပ်တယ်ဟုတ်လားသုလသုဘတာဟောဒီမှာရဲပြတ်သားတဲ့စိတ်ဓာတ်နဲ့ဒုမထောက်လက်မမြောက်ပင်နဲ့အိမ်မောကမစင်းမှုတို့အရှုံးမပေးတဲ့အခါပြိတ္တရဲ့ဥက္ကသတိအရှုံးပြမသွားဘူးလားချစ်လို့မဟုတ်ဘူးနော်ပြိတ္တရဲ့
ဘာသာသာသနာလူမျိုးရဲ့ဇာတိခုံကိုအရှက်ကိုသိက္ခာကိုထိမ့်သိမ့်တဲ့အနေနဲ့မဆင်းတာဟုတ်လားအဲ့တော့ဒီနေရာမှာပြိဿကျုပ်ကကျုပ်တို့ကြားဘူးတဲ့တဏ္ဍာလေးတစ်ခုပြောပြအောင်မယ်ဟုတ်လားညီငယ်ညီမငယ်လေးအတူယူဖို့ကောင်းပါလေဟုတ်လားမိန်းကလေးတယောက်ဆိုတာတယောက်မကောင်းတယောက်ပြောင်းအားကိုးရတော့ရှားမှာမယ်ဒါလည်းအပြစ်မဟုတ်ပါဘူးသဘာဝပါဟုတ်လားသို့တော်ပြိဿကြီးကိုချင်းပဲလုပ်ပေါ့သူများသွားပြီးတော့အာယုံမပြုနဲ့ဟုတ်လားဟမ်ကျုပ်တို့သာသနာတက္ကသိုလ်တက်တော့ကနေကျုပ်တို့ဆရာတော်ရဲ့တငယ်ချင်းအဲ့တကမှာတော်တော်ကြီးပါကျွတ်တို့နဲ့ဆိုဘယ်လောက်ကြီး10နှစ်17နှစ်လောက်ကြီးမယ်ဒေါ်စိန်ဟုတ်လားဒေါ်စိန်တစ်ခေါက်လာသူကလာရင်လည်းကျွတ်တို့ကချစ်ရတယ်ဘာဖြစ်လို့ဒေါ်စိန်လာတာနဲ့လေဟိုမုံလေးပါလာလဲဒီမုံလေးကျွတ်တို့ကကလေးတွေကြတယ်ကျွတ်တို့အဆောင်မှုဆိုဟုတ်လားဟာအတ္တိစိန်လာပြီးဆိုဦးသိန်းတို့ရောက်ဦးသိန်းတို့ဘဏ္ဍပါစာဒီမှာဘယ်လောက်စားကြပြောက်ကြပြောကြဒေါ်စိန်တွဲလာပြန်ပြီဓမ္မကြီးလို့ဒီလူကအရင်လူနဲ့ဘာတော်လဲဟိုကောင်ကွဲသွားပြီရှင်လည်းဒါနောက်တရားဩမသိပါဘူးဓမ္မကြီးရဲ့ဒါကျွတ်တို့တကားပဲပေါ့ဗျာဟုတ်လားဟောနေတော်ကြာ၄၅လောက်လာနေဒေါ်စိန်ရောက်လာပြန်ပြီအဲ့ကောင်ဟုတ်တော့ပြန်ဟုတ်လားဟာဒေါ်စိန်တယောက်ပါလာတယ်ဒါမောင်နှမသားမသိဘူးဓမ္မကြီးတကားကြီးပါမလားရှုတူးကွဲသွားပြီဒါနောက်တရားဟုတ်လားဟာဓမ္မကြီးလုံးလိုက်လားဟုတ်လားဒေါ်စိန်ခင်ဗျာ6လတစ်ခါပါလားအိုးကိုတော့အာကိုရမလားလို့ယူတာအာမကိုရမလို့ချောင်းပေါ့ဘယ်တတ်နိုင်မလဲကိုတော့ဟုတ်လားတယောက်နဲ့ပြိဿရင်ဟုတ်လား၄ယောက်မြောက်လာဟာဒေါ်စိန်စွန်လိုက်တာကျွတ်တို့လည်းပြာစီတွေပါရင်ပေးပါဦးဟုတ်လားအဲ့တော့9ယောက်မြောက်အလှည့်ကြတော့ပြိဿရင်ဝင်လာတာကလက်ရှိအဖြူအသားမင်းသေးပြီးတော့ဟုတ်လားကြက်တွေဇက်မှမရှိဘူးဟုတ်လားအဲ့ဒါကိုဒေါ်စိန်ကတွဲလာတော့ဟာဒေါ်စိန်ဒါတော့ခမညာကျွတ်တို့ကိုစော်ကားပြီထင်တယ်မဟုတ်တော့ဘူးထင်တယ်ခမညာဒီကောင်ကပါတော့ကိုတော့မတက်နိုင်ဘူးကိုတော့တပည့်တော်လည်းပဲ9ယောက်မြောက်ကြတော့ဒီကောင်နဲ့ငါတွေ့တာပဲဟုတ်လားဟာခမညာအဲ့ဒါတော့မဟုတ်ဘူးဗျာလို့မဟုတ်ဘူးလေတဲ့တပည့်တော်ကတယောက်နဲ့တယောက်ပြောပြီးသားနင်းအလုံးနင်းဘာသာနင်းကိုယ်ပဲငါလုံးမယ်ငါဘာသာကိုယ်ပဲငါ့ကိုပြဿနာမရှာနဲ့လို့ပြောပြီးသားတဲ့ဟုတ်တာပေါ့ဗျာလို့ခင်ဗျာဒါကြီးကတော့ကျွတ်တို့တက္ကသိုလ်လာဖို့မကောင်းဘူးကျွတ်တို့လည်းစိတ်တွေဆိုးကြပေါ့ဟုတ်လားဟောနောက်တစ်ခေါက်လာတဲ့အခါကျတော့လေဒေါ်စိတ်ဘေးမှာတယောက်ပြောင်းသွားပြန်ပြီဟုတ်လားဒေါ်စိတ်ဟုတ်သေးရဲ့လားဆိုဟုတ်ကောင်ဟောဆိုဟာဟုတ်ကောင်တဲ့ဇဏ္ဍန်လေးပြောပြမယ်အရှင်ဘုရားတို့ကြွတော့ကျွတ်တို့မှာဧကန်းမှာဒေါ်စိတ်တရားလာခဲ့ရတယ်ဟုတ်လားဘာတရားမှန်လဲတပည့်တော်ကိုတော့တဲ့တပည့်တော်စမ်းကြည့်တာပေါ့လေတကယ်တော့ဘယ်ဟုတ်မလဲတဲ့ရှင်မြတ်ရဲ့တပည့်တော်လည်းအသက်တော်ရနေမယ်အဲ့တော့တပည့်တော်ကငါမှကိုယ်ရှိနေပြီ2လ3လလောက်ရှိနေပြီဘယ်လိုလုပ်ကြမလဲဆိုအမလေးမောင်မင်းကြီးသားဘာသာကျော်အပိုင်ပဲဆိုအဟုတ်မှတ်လို့တပည့်တော်အေးဒါဆိုတော့နင်းနဲ့ငါလည်းပြက်သားသားစကားတော့ပြောရတော့မယ်အင်းဘာများပြောမှာတော့နင်းဘလောက်ပဲငါကောင်းတယ်ပြောငါလှုပ်ကြွေးတာနင်းစားနေရတာဒီတော့နင်းငါဘာသာတဲ့မဝင်ဘူးဆိုရင်တော့ငါကတော့ဆက်မပေါင်းနိုင်တော့ဘူးနင်းမှလည်းကိုယ်ရှိနေပြီဆိုတော့နင်းကိစ္စနင်းစဉ်းစားပေါ့တဲ့တပည့်တော်ကိုနိုင်ခွဲရပြီဆိုပြီးတော့ तू ကကင်တာတဲ့တပည့်တော်လည်းဟာကျမဘာသာပဲကိုယ်ကွယ်နေမယ်ရှင်းဘာသာတဲ့မလိုက်နိုင်ဘူးဘာညာလည်းပြောတော့တပည့်တော်နဲ့မလိုက်နိုင်တော့ငါမနဲ့မှဆိုင်နင်းကိုကွာတော့မယ်ဘာညာလို့တော့ဟာကျမဘယ်လိုလုပ်ရမလဲဆိုတော့အောင်မလီ तू ကလေးတဲ့တပည့်တော်ဘလောက်တော့ခိုင်းလဲဆိုရင်သူတို့အိမ်ထဲရတဲ့ပြိဿရုံဒီလိုမိသားလိုင်းအရင်တုန်းကဟိုကွာတာလို့သဘောမျိုးလေးပဲဟုတ်လားဟိုလေကားလေး4တက်လောက်တက်သွားရင်အိမ်ပေါ်ရောက်သွားတာဟုတ်လားအဲ့တော့အဲ့ဒီနေရာမှာတဲ့ तू ကဘာလုပ်လဲမဟာမြတ်မုနိဘုရားပုံတော်တစ်ခုရွှေတကုံဘုရားရဲ့ပုံတော်တစ်ခုချပြီးတော့မင်းကတဲ့ဘယ်ဘက်ပေါ်မှာမဟာမြတ်မုနိဘယ်ဘက်အောက်မှာမဟာမြတ်မုနိနင်းညာဘက်အောက်မှာရွှေတကုံကိုနင်းပြီးတော့မင်းအဲ့ဒါအောက်ကိုဆင်းလိုက်တာနဲ့ကွာတဲ့မင်းဗုဒ္ဓဘာသာဖြစ်ကနေပြတ်သိသွားပြီပေါ့တဲ့ငါဘာသာဖြစ်ပြီးပေါ့မင်းအဲ့လိုလုပ်လိုက်ဆမ်းပါဆိုတော့ဒေါ်စင်ကကျမတို့ဘုရားတွေကိုအဲ့ဒီလိုနင်းပြီးတော့အိမ်ပေါ်ဆင်းပြီးတော့ဗုဒ္ဓဘာသာအဖြစ်ကနေပြည့်စည်ရမှာလားအေးဒီလိုလုပ်လိုက်မင်းဒီလိုမလုပ်ရင်တော့ငါတော့မပေါင်းနိုင်ဘူးပေါ့ဟုတ်လားစာလုံးကတော့ရှင်ကခရီးတွေပေးခဲ့တယ်အခုကျမတို့ဒီလိုလုပ်ပြီးရပါတယ်ကျမလှုပ်ဆိုလဲလှုပ်ရတော့မှာပေါ့ဆိုပြီးတော့ဒေါ်စင်ကကဲချဆိုတော့မလေးဘာသာကျော်ပုံနှပုံတက်တက်ရဲကိုစီးပြီးချပေးနေဟုတ်ပြီကျမဘယ်နာနေရမှာလဲဒီနာဟိုတာတစ်ဖက်ကဟိုနာနဲ့ကြာနေတော့ဟုတ်လားဒေါ်စင်နေထမင်းကိုဒူးလောက်ဒီမှဟုတ်လားဟဲ့ကောင်မော့ကြည့်လိုက်စမ်းတော့ဟိုကဘာသာကျော်အဟုတ်မလို့မော့ရတာပြိဿပါးကိုလက်နဲ့မချဘူးခြေထောက်နဲ့ဖြောင်းနဲ့ခံနဲ့ပြီးတော့အိမ်အောက်ကလွင့်နေတာအခုငါ့အိမ်ပေါ်ဆင်းဟလားမင်းလိုကောင်မပြောနဲ့မဲစိမကြောက်လို့မင်း9ယောက်မြောက်ယူတာနောက်တစ်ယောက်ကို6လပြင်ယူလို့ရသေးတယ်နော်ဟုတ်လားအဲ့တော့ပြိဿအတုခိုးဖို့မကောင်းလားသူဟာသူဘလောက်ပဲယောက်ျားအားကိုးမရှိလို့ယူခြင်းယူမစေဗမာတိကြီးတန်းစီဘယ်နှယောက်ယူဟုတ်လားဒီလိုကောင်နဲ့တွေ့တော့ဘယ်ရမလဲမဲစိပြောလိုက်သေးတယ်မင်းလိုကောင်တော့9ယောက်မြောက်ယူတယ်မင်းကန်ချပြီး6ယောက်မြောက်ကို6လအတွင်းယူလို့ရတယ်ဆိုရောဆော်ထည့်လိုက်တာဟုတ်လားဘာသာကြောပြေးရောဟုတ်လားအဲ့တော့ပြိဿရေမိမိတို့ရဲ့ခံယူချက်သည်ဒါဟာဗုဒ္ဓဘာသာရဲ့သားသမီးဟာအစဉ်မြဲဗုဒ္ဓဘာသာဖြစ်နေရမယ်ဆိုရင်ခိုင်မာတဲ့တမ္မဏိစိတ်ဓာတ်ရှိဖို့မလိုအပ်ဘူးလားဟ
လိုအပ်တယ်ဟုတ်လားကျုပ်တရားတော့ဒီညတော့ဘွက်ပေါက်ပြီစနေဟုတ်လားဒီတော့ပြိဿရဲ့သုလသုဘတ်တာမြင်မြန်သွားရရအောင်ဟုတ်လားဒီတော့တထေးနဲ့သုလသုဘတ်တာဘယ်သူရှုံးသွားသုလသုဘတ်တာဒုထောက်ရလားလက်မြောက်ရလားအဲ့ဒါအာဇာနည်လို့ခေါ်တယ်ဟုတ်လားအဖေပေးစားလို့ယူခဲ့ရပေမဲ့ပြိဿရဲ့ဘလောက်ပဲမိစ္ဆာဒိဋ္ဌိရဲ့အိမ်ပေါ်မှာနေဘလောက်ပဲကြာခဲ့ပေမဲ့ကိုယ်ဖရာတရားတန်ခါယန္နာမြတ်သုံးပါးကိုစွန့်လာတာမစွန့်ရဘူးဒါကအချင်းနေတည်းကြောင့်ဖြစ်သွားတော်လည်းပဲဘာသာတရားကိုတော့မစော်ကားဘူးဟုတ်လားဒီတော့ဒီလိုနဲ့နေပြီးတော့ပေါ့အိမ်ပေါ်ကမဆင်းရတဲ့သုဒ္ဓသုဘတ်တာနဲ့သူ့အလုပ်သူ့လို့မိုးလင်းတဲ့အခါကျတော့ဟောနှလုံးသားထဲမှာဘုရားဂုဏ်လည်းသိထားတယ်တရားဂုဏ်လည်းသိထားတယ်သံဃာဂုဏ်လည်းသိထားတယ်ဆိုတော့သူ့ရှိမှရွှေတကုံဘုရားကြီးကြွเสียလို့သလားရုပ်ဘွားတော်ကြီးကြွเสียလို့သလားနှလုံးသားထဲမှာရှိနေပြီဟုတ်လားဒီတော့မိစ္ဆာဒိဋ္ဌိအိမ်မနဲ့၄နာရီထသုလသုဘတ်တာနှလုံးသားရဘုရားကိုအကျဉ်းကြီးကိုလေဩဃာသာဩဃာသာဩဃာသာအရဟံသမ္မာသမ္ဗုဒ္ဓဝိဇ္ဇာသရဏသမ္မာနောဩဃာသာနေစပြီးတော့ရှိခိုးလိုက်တာတထေးအိမ်ကမိသားစုတစုလုံးအေရရထအမလေးမိစ္ဆာဒိဋ္ဌိမှာအိမ်ပေါ်ရောက်လာတာဘာလို့ဆိုမှလည်းမသိဘူးခေါင်းနဲ့နားတွေပိတ်ကြဟုတ်လားဒေါ်တွေကံညဟောတော့သုလသုဘတ်တာသူ့လို့သူပြီးရင်ကြီးစီတွေအောင်ခေါင်းလိုက်တယ်တူဝေးဟုတ်လားအဲ့တော့ဒီဘက်မှာကဘုရားတရားတန်ခါကိုမပြတ်ကိုးကွယ်ပူဇော်ပြီးတော့ရွတ်ဖတ်နေတယ်ဟိုဘက်ကကြားရတဲ့အတန်ကမိစ္ဆာဒိဋ္ဌိနားဆိုတော့ပြဿနာတွေကတက်ပြီးတရက်လာလဲကြားနှစ်ရက်လာလဲကြားပြဿနာဖြစ်ပြန်ရင်သူတို့ပဲရှုံးပါဆိုပြန်လည်းမပြောရဲဟုတ်လားအဲ့တော့သုလသုဘတ်တာတွေကဝေးပေမဲ့ပြိဿနှလုံးသားမှာဘုရားဆိုတာပျောက်သလားမြတ်စွာဘုရားသတင်းသုံးတော်မူတဲ့ကောသလတိုင်းနဲ့ဥက္ခမျိုးရဲ့ယူဇနာတွက်ကြည့်ကြမယ်ဆိုရင်ပရိသတ်ယူဇနာ1250ကျော်ဝေးပင်ဝေညာတော်လေနှလုံးသားမှာတရားတကယ်ရှိထားတဲ့အတွက်ကြောင့်တရားတကယ်သိထားတဲ့အတွက်ကြောင့်သုလသုဘတ်တာရဲ့နှလုံးသားမှာအချိန်တိုင်းအမြဲတမ်းဘုရားရှိနေတဲ့တရားရှိနေတဲ့သံဃာရှိလို့နေတယ်ဒီတော့တနေ့နာလဲဂုံတော်တွေပွားတနေ့နာလဲဂုံတော်တွေပွားဆိုတော့ကြာတော့လေအိတ်မရတူတော့မထူးဘူးကွာဒီကောင်မှပြီးမှပဲတို့အိတ်ကြဆိုပြီးတော့သူဘုရားရှိခိုးတော့တအိမ်လုံးထိုင်ပြီးတော့ကြည်နေကြဟုတ်လားထိုင်ကြည့်ရကြည်ပါများလာတော့စိတ်ဝင်စားလာတယ်ဒီကောင်မှတနေ့လာလေဒါတွေပဲရွတ်တနေ့လာလေဒီအရဟံတခါလာလေသောခါတော့တခါလာလေသုပ္ပတိပန်တော့ငါတော့မတတ်နိုင်တော့ဘူးဆိုတထေးကြီးကတထေးကြောနဲ့လင်မယားနှစ်ယောက်ပေါင်းပြီးတော့တနေ့ကျတော့မေးတယ်သမီးဒီအိမ်ရောက်ကြတဲ့ကတခါလာလဲနင်တို့ဘုရားရဲ့အရဟံစာရည်တော်ဂုဏ်တော်တွေရွတ်တခါလာလဲသောခါတော်တရားဂုဏ်တော်ဆိုရွတ်တခါလာလဲသုပ္ပတိပန္နတော်သံဃာဂုဏ်ဆိုပြီးတော့ရွတ်နေလိုက်တာငါတို့တော့တော်တော်လေးနားရင်ပြီးတော့ရနေပြီကဲပရိသတ်ကြီးရွတ်တတ်တဲ့လူနဲ့နေတော့နားမလဲတဲ့မိစ္ဆာဒိဋ္ဌိတော့ရမသွားဘူးလားခင်ဗျားတို့အခုရွတ်ရလားမိုးလင်းအဲ့ဒီလိုရွတ်ရလားအရဟံသမ္မာသမ္ဗုဒ္ဓဝိဇ္ဇာသရဏသမ္မာနောသူကတော့ကိုအောင်လေးထဟုတ်လားနောက်ပြန်ဟုတ်လားလောကဝိဒုအလောတော်မုရိသဓမ္မတရတိဟိုဘက်ရေပြောလိုက်တာငါပြီးရင်လာခဲ့မယ်နမအတူတူသွားတော့ဟုတ်လားရွတ်တော်ရွတ်တယ်သူတို့သာဘုရားကိုရှေ့ထားပြီးတော့ရွတ်လိုက်ကြဟိုဘက်လမ်းអော်လိုက်ဒီဘက်လမ်းអော်လိုက်ဟုတ်လားတခါပြီးသွားပြန်ပြီဘေးရောက်သွားမှမပြောအစပြန်အရဟံသမ္မာသမ္ဗုဒ္ဓဝိဇ္ဇာသရဏသမ္မာနောသူကတော့အမရေသွားမယ်နော်ဘိုးတော်ကြီးကျေးဇူးထက်ကြပြီဟုတ်လားအဲ့တော့ပြိဿအစီတရားအကုန်လုံးပြန်မိုးသာလင်းသွားတယ်အရဟံသမ္မာသမ္ဗုဒ္ဓအောင်ရှေ့ကိုမရောက်နိုင်ဘူးပြန်မှန်လားမှားသလား၄နာရီနံပါတ်ပြီးတဲ့ဘုန်းကြီးဒီဆိုအမိကပ်ပြီးသွားတောင်းရတာနဲ့ဟုတ်လားဘိုးတော်က3နာရီခွဲမှဓာတ်ကြတာဆိုပြီးတော့ပြေးရတာနဲ့ကဲပြိဿရေရွတ်မှန်မှန်လေးရွတ်ပေးရတယ်ဟုတ်လားကို့နှုတ်ကအဲ့ဒီလိုရွတ်ပေးမှအင်္ဂါသားသမီးလေးကြားပါမယ်တော့နားရင်တာပေါ့ဟုတ်လားအမေရွတ်တဲ့အရဟံဂုံတော်အဖေရွတ်တဲ့အရဟံဂုံတော်သားသမီးကြက်เสียမလို့ဘူးနာပါများတော့ရမသွားဘူးလားဦးဇင်းတို့တောမှနေကြရတာပြိဿငယ်ငယ်လေးတွေကဘုရားရှိခိုးကြက်ကိုမကြက်ခဲ့အောင်အကိုတွေအမတွေကျောင်းလေးပြန်လာရင်အိမ်မှာအကျဉ်းကြီးရှိခိုးတာကိုနားထောင်ရင်းနဲ့ပဲရသွားတာပဲဟုတ်လားဒီတော့သုလသုဘတ်တာတွေအဲ့ဒီလိုရွတ်ပါများတော့တတိယလည်းမရစိတ်ဝင်စားလာပြီးတော့နင်းဒီဂုံတော်တွေပဲပွားနေတာနင်းပြောတဲ့နင်းဘုရားနဲ့နင်းဘုန်းကြီးတွေကဘလောက်များကြီးညိုစရာဂုံတွေရှိနေတော့တို့ပြောပြစမ်းပါတဲ့ဟောပြိဿနာရပါများတော့စိတ်ဝင်စားမှုဖြစ်မလာဘူးလားအဲ့ဒီလိုလုပ်ရတယ်ဟုတ်လားဗုဒ္ဓဘာသာတို့ရဲ့နာပြောဝယ်ကောင်းတဲ့အတန်ဆိုတာကကြားရတဲ့လူရင်ထဲမှာစိတ်ပြီးတော့တရားနာခြင်းစိတ်တွေပေါက်လာအောင်စိတ်ကူးထဲမှာဘုရားဖူးခြင်းစိတ်တွေပေါက်လာအောင်ကိုဒုပရိသတ်ကလုပ်ပြရတယ်ဟုတ်လားမေဇိမဂုံရင်နေငွေရှာခဲ့တဲ့အကြောင်းလေးပြောပြအောင်မေဇိမဂုံရင်ဟုတ်လားမေဇိမဂုံရင်ဆိုတာအခုမှဖြစ်တာပါ
အိန္ဒိယကိုသွားတော့ဘလောက်မြတ်တရားရဲ့ဂုဏ်ကြီးဆိုတာပြိဿရဲ့ကံကောင်းလဲဆိုရင်လေဦးသိန်းကသာသနာတက္ကသိုလ်ကနေ95မှာဘွဲရတယ်ဘွဲရပြီးတဲ့အခါကျတော့မဟာစီသာသနာ့ရေးတာတရားဝင်အားထုတ်မဟာစီတရားနဲ့ပြလိုက်တာတရားပြတဲ့နည်းစနစ်ကြကြနနယူပြီးတော့မဟာစီနေလက်ဓမ္မဂတိကတောင်းအဲ့ဒီမှာစယူတာဟုတ်လားအဲ့ဒီမှာစယူပြီးတော့မှဦးသိန်းကတရားလဲဟောတတ်သွားတယ်တရားလဲပြတတ်သွားတယ်တရားလဲထိုင်တတ်သွားတယ်ဆိုတော့လေဟောဦးသိန်းတို့97မှာအိန္ဒိယကိုရောက်သွားတော့ဦးသိန်းတို့ရောက်တဲ့အချိန်မှာအိန္ဒိယမှာဘယ်လောက်ရှိမလဲအများဆုံးရှိမှအိန္ဒိယတစ်ခုလုံးမှာဗုဒ္ဓဘာသာဘုန်းကြီးက40လောက်ပဲရှိမယ်ပေါ့ဒီလိုဗုဒ္ဓဂယာမှာဆိုရင်ကျွန်တော်ကျွတ်တို့တငယ်ချင်း3ပါးနဲ့တခြား4-5ပါးဒီလောက်ပဲရှိတယ်ဟုတ်လားအဲ့တော့အချိန်ကြီးကကံကောင်းလာတော့ဗမာပြည်တရားပွဲတဲ့တစ်ခါကျရင်ကြိုက်တယ်ဟုတ်လားဘာဖြစ်လဲသိလားဗုဒ္ဓဂယာဆရာတော်ကြီးကဟေးတန်ယုံကလူကြီးတွေလာတယ်ကွာဥကောသွားပေါ့ဥကောကဟိုမှာတရားလေးပါလေးပြောပြီးတရားထိုင်အောင်မှဆိုတော့ဟောအချိန်ကြီးကကောင်းပြီဟုတ်လားဘယ်ရမလဲတရားလဲဗုဒ္ဓဂယာမြတ်စွာဘုရားကိုမြင်ကြည့်ကျင်တော့မငုံမချင်းကိုဟောနေတော့တာဟုတ်လားဟောမနေ့ကတော့ရွတ်လိုက်တဲ့အိန္ဒဝအာနန္ဒံသောဗံကိုဒီဘုရားရှိခိုးလေးကိုရွတ်ပြီးတော့သူတို့ရှေ့တိုင်ပြီးတယ်ဘာမှဗုဒ္ဓဘာသာကျွတ်တို့မြန်မာနိုင်ငံလိုထေရဝါဒအစ်စ်မဟုတ်ဘူးနော်မဟာယာနတွေဟုတ်လားဟိုးထိုင်ဝမ်ကလာတယ်ကိုရီးယားလာတယ်တရားရဲ့အတန်ဆိုတော့သူတို့သဘောကျတယ်ဟာဘေးကိုဟာနောက်တစ်ခေါက်နေစွာဟာထက်တက်ပြီးကျုံးမှာရွတ်ပြနေရတာဟုတ်လားဘာမှပြောပြိတ္တကြီးတစ်ခေါက်ပြီးသွားပြီလေလာပြီဟုတ်လားလာပြီ90လား100လားအသိန်းနော်ဟုတ်လားကြံငွေမဟုတ်ဘူးရူပီမဟုတ်ဘူးဟုတ်လားတခါကျရင်နေတိုင်းပြိတ္တကြီးဘောဓိပင်အောင်ပါနဲ့အမေအလုပ်ဖြစ်နေ200လောက်တော့ပိုက်ပြန်လာတာဟုတ်လားအဲ့တော့ပြိတ္တကြီးကျုပ်ကသဘောပေါက်သွားတရားရဲ့ခုံကျေးဇူးဆိုတာငါကတော့လက်တွေ့ခံစားနေရပြီဟုတ်လားဟိုခုနကပြောသလိုပေါ့လူကြီးတွေလာရင်လည်းဟောပြလိုက်ပြောပြလိုက်အပြန်ကတော့ဒါအာဂေလေးတွေကခြံနိုင်ခဲ့တာပဲဟုတ်လားအဲ့တော့ပြိတ္တရဲ့အဲ့ဒီလိုပဲတခါပြက်သွားပြီဆိုရင်အိတ်ထဲစမ်းကြည့်တော့ဟာတော်တော်ပါနေပြီနောက်ကလည်းဘယ်သူမှမပို့သေးဘူးဆိုရင်ဘောဓိပင်အောင်သွားထိုင်နေရတာဟုတ်လားအဲ့တော့ပြောလို့တာတရားရဲ့ခုံကျေးဇူးတရားရဲ့အတန်ဆိုတာကကြားရပါများနာရပါများလာရင်စိတ်ဝင်စားလာတယ်ဟုတ်လားအဲ့တော့သုဏသုပ္ပတ္တကိုမေးလာပြီဆိုတာကဒါပြိတ္တရဲ့သုဏသုပ္ပတ္တခွင်ပဲပေါ့သူခွင်နဲ့ရောက်လာပြီဟုတ်လားအဲ့တော့ဘာလုပ်လဲဖာတဲ့ကျမရဲ့မြတ်စွာဘုရားနဲ့ကျမရဲ့သံဃာတော်အရှင်မြတ်တွေရဲ့ဂုဏ်ကိုပြောပြရမယ်ရွတ်ပြရမယ်ဆိုရင်တော့ရှင်တို့မိသားစုအားလုံးအေးအေးဆေးဆေးအောက်မှာဆင်းပြီးတော့တရားနာပေးပါတဲ့ကျမဘုရားကိုပူဇော်တဲ့အနေနဲ့ရှင်းပြပါမယ်ဆိုတော့ကဲခုမှတော့မထူးဘူးဟုတ်လားသူတရားပွဲလာမှတော့သူထားဆိုတဲ့အချိန်မှထားရမှာဟုတ်လားသူပြန်လွတ်မှပြန်ရမှာသူတတိဆုံးမှာပဲဟုတ်လားသူတတိဆုံးမှာပဲငါတို့လည်းအိမ်ပြန်ရမှာမတက်နိုင်ဘူးနာပြီတော့ဆိုလားဥက္ကတထေတို့တောင်ဒီစိတ်သက်ရှိတယ်နော်ဟုတ်လားတို့ပြိတ္တပြန်ခြင်းမိလားမပြန်ခြင်းသေးဘူးမို့လားတော်ပါသေးဟုတ်လားကျုပ်ကခုပလင်အောက်စမ်းကြည့်နေတာဒီကတိပါဟာဘု து ဟာပါလဲပေါ့ဟုတ်လားဟိုတော့ဘုန်းကြီးတစ်ပါးတရားတွေဟောသူကြက်ထားတဲ့တရားလည်းအရှိကြီးဆိုမဆုံးနိုင်ဘူးအောက်ကတရားတွေလည်းခါတွေပေါင်လေးတင်းလာတော့မတက်နိုင်ဘူးဟိုကလည်းမျက်လုံးကြီးမှိတ်ဟောနေတဲ့အခါကျတော့လည်းတရားပြီးထရောက်ထားပြီးပြန်သွားတာဟုတ်လားဘုန်းကြီးကမျက်လုံးဖွင့်ပြီးတော့သတိလို့ကြည့်လိုက်ပါရှင်းနားမှာခွေလေးလက်လေးထောက်ပြီးထိုင်နေတဲ့ဒကမာကြီးတရားပဲရှိတော့ဟုတ်လားဘုန်းကြီးဟာဘယ်ရောက်ကိုညတော့ကျုပ်တရားအခုမှပြီးတော့ပြန်ကိုညတယ်ကိုတော့ဒီလောက်အလိုက်ကားဆုံးမသိရှင်နေမှတော့အကုန်ပြန်ပြီပေါ့တော်သေးတာပေါ့ဗျာကြည်စမ်းဒီလောက်ပိဋကတ်တွေပြန်သွားတာတော့ကျုပ်ကိုဒကမာကြီးတယောက်ပဲစိတ်ရှည်စွာနာပြီးတော့အားပေးတယ်နော်သာဓုခေါ်ပါတယ်တော်ရမ်းနဲ့သာဓုမခေါ်နဲ့ကိုတော့တဲ့တပည့်တော်လည်းပြန်နေတာပဲတဲ့ဒါပေမဲ့ကိုတော့အောက်မှာခင်းထားတဲ့တပတ်ကလေးကတပည့်တော်တပတ်လေးမလို့လားပျောက်သွားမှဆိုလို့စောင့်ယူနေရတာသူလည်းအောက်စမ်းကြည့်ရတယ်ဘယ်သူတပတ်များခင်းထားတယ်လဲနော်တရားတော်တော်ဘွဲပေါက်လာတော်ရှိလာခင်းလာတာရှိသေးလားမရှိဘူးမလားကျုပ်ကအဲ့ဒါကြောင့်အစိုးရတက်တည်တယ်ဦးသိန်းကိုပြောထားအောင်ငါထိုင်ခင်းလေးခင်းပေးတာကွာအပေါ်မှာရှိတဲ့ခင်းဆိုအကုန်ပြန်ပေးလိုက်တော့လားဒါကြောင့်ငါစောင့်နေလို့ပေါ်နေအောင်မလားအဲ့တော့ပြိဿရေသုလသုပ္ပတ္တအဲ့ဒီမှာဥက္ကတထေမိသားစုကိုစတင်ပြီးတော့တရားဟောတယ်ဟုတ်လားပြီးတော့ဒီတရားကိုဘာကိုရည်ရွယ်ပြီးဟောလဲဥက္ကတထေမိသားစုကနင်တို့ဘုရားဟာဘာလဲနင်တို့တရားဟာဘာလဲနင်တို့တန်ခါဘာလဲတို့ပြောပြစမ်းဆိုတာကိုရှင်းအောင်ပြောပြဖို့ဟောတာဟုတ်လားသန္တိတရိယသန္တမာနသာသန္တံတိတကတံထိတံဩခေတာသက္ခုမိတာပါဏိတာဒိတာသမနာမမဒါပြန်ပြီပါဠိဟုတ်လားဩတတိရေတဝမိသားစုအပေါင်းတို့ရဲ့ကျမကိုယ်ွယ်တဲ့ဘုရားတဲ့တဝသံဃာတော်အရှင်မြတ်တို့ဆိုတာသန္တိတရိယဣန္ဒြေတွေကလည်း
ငြိမ်သက်တော်မူကြပါတယ်ကျမဘုန်းကြီးနဲ့ကျမဘုရားတွေကရှင်တို့ဘုန်းကြီးတွေလို့မဟုတ်ဘူးတဲ့ဟိုလှုပ်ဒီလှုပ်ကျက်သေးမရှိတဲ့အိန္ဒြေမရှိတဲ့အသွင်မဟုတ်ဘူးငြိမ်သက်ပြီးတော့ကြည်ညိုပွဲသိကောင်းတာတဲ့မြန်မာလူပြန်ဒါပါပဲဟုတ်လားတန်တိတရိယအိန္ဒြေတော်တွေကလည်းငြိမ်သက်ကြသလိုပါပဲတန်တမာနတာစိတ်ဓာတ်တွေကလည်းလောဘဒေါသမောဟမာနကင်းပြီးတော့ငြိမ်းချမ်းတော်မူကြပါတယ်ရုပ်ကလည်းဣန္ဒြေရှိသလိုအရှင်ဘုရားတွေကလေတဲ့မြတ်စွာဘုရားရောသံဃာတွေရောစိတ်တွေကလည်းကိလေသာကင်းပြီးတော့သိပြီးတော့ငြိမ်းချမ်းပါလေတဲ့မြတ်စွာဘုရားနဲ့သံဃာတော်အရှင်မြတ်တွေရဲ့ဂုဏ်ကိုသုလသုဘတာလေးကဟောကြားတော်နေတယ်ဒေသတို့ကျမကိုယ်ွယ်နဲ့ဘုရားနဲ့သံဃာသံဃာတော်ရှင်မြတ်ပေါင်းတို့သည်ခတ်တော်သွားသည်ပဲဖြစ်စေထီတော်ရနေသည်ပဲဖြစ်စေဥက္ခိတသက္ခုတဲ့မျက်လွှာလေးတွေခြာပြီးတော့မှကြည်ညိုဝဲအသွင်လေးတွေနဲ့ငြိမ်သက်စွာထိုင်တော်မူကြပါတယ်သိတဲ့အိမ်မှာသံဃာတွေဆွမ်းကပ်ပင့်ခမည်းတော်ရှိမှသံဃာတွေကဟိုလှုပ်လို့ဒီလှုပ်လို့ဟာခြေလှုပ်လက်လှုပ်လို့နဲ့စကားပြောနေသလားရက်တောင်လေးတွေကင်ပြီးတော့ငြိမ်ငြိမ်လေးတွေနေနေသလားငြိမ်ငြိမ်လေးတွေပဲပြိဿရဲ့ဘယ်လောက်ပဲဆော့တဲ့ဘယ်လောက်ပဲမငြိမ်တဲ့ကိုတော်ဖြစ်ပါစေကိုယ်ဆွမ်းကပ်တဲ့ဒကာဒကမရှိမှအကြည်ညိုမဲ့အောင်နေသလားမနေဘူးအဲ့အကြည်ညိုမဲ့အောင်နေလို့မရဘူးဆိုတဲ့လေးစားတဲ့စိတ်ဓာတ်ကိုကအိန္ဒြေတွေရင့်ကျက်မသွားဘူးလားဒါပဲသူ့ကိုယ်ရမှာကိမိကောက်ထောင်ရင်ထောင်နေပါစေလေပြိဿရဲ့ကိုယ်ရှေ့မှာဒကာဒကမကတရားလုံးကတ်တဲ့ဆုံးကိုစားမဲ့ဘုန်းကြီးတစ်ပါးကကြည်ညိုပွဲအသွင်အပြည့်နေနေတယ်ဆိုရင်ဒကာဒကမတွေရဲ့တရားတွေပိုမကောင်းဘူးလားကဲကျွတ်တို့ဗုဒ္ဓဘာသာဘုန်းကြီးတွေဒီကနေ့အထိဒီအိန္ဒြေတွေမရှိဘူးလားရှိတယ်ဟုတ်လားကျုပ်ကအစားတော့တရားဝိုင်းဟောလို့ရက်တော်ကြီးနဲ့စိုက်ပြီးဟောတာတပည့်ရဲ့ဆရာကြီးကငေါ့တယ်ဟိုကောင်းနဲ့တရားဟောလို့ရှိရင်မင်းနည်းနည်းပါဓာလေးတွေပါနည်းနည်းပါလောက်ရတယ်ကြာတော့လူတွေကမင်းအိတ်ရှင်ပြီးတော့မင်းရက်တောင်းနဲ့မင်းနဲ့ပဲငိုက်တိုက်တွေကြာသွားမှာလားအဲ့တော့ပြောလို့တာကပြိဿသံဃာတွေမှာထိုင်သည်ပဲဖြစ်စေရက်သည်ပဲဖြစ်စေအိန္ဒြေမငြင်းတတ်ဘူးလားချမ်းသာပါတယ်ဆိုတဲ့ဂုဏ်ရှိပါတယ်ဆိုတဲ့လူသားမှန်တယောက်နဲ့သံဃာတစ်ပါးကိုရှင်းကြည့်လိုက်သမှာပြိဿဘသူကအိန္ဒြေငြင်းတတ်မလဲအေးအဲ့ဒါပဲဩဂိတသက္ကုမျက်လွှာလေးတွေချပြီးတော့ကြည်ညိုဝဲအသွင်လေးတွေနဲ့သတင်းသုံးလို့နေတော်မူကြပါတယ်မိတာဘာနီစကားပြောတဲ့အခါမှလည်းပဲသိမ့်သိမ့်မွေ့မွေ့တူတူလေးနဲ့ပြောပြီးတော့နေတတ်ပါတယ်ပရိသတ်သံဃာတွေသံဃာအစစ်အမှန်တွေကိုဖူးတွေးရရင်အဲ့ဒီခုံတွေမရဘူးလားရပါလေသို့တော်ပရိသတ်ပြောလို့တာကနော်သံဃာမှာလည်းအစစ်ရှိသလိုအတုမရှိဘူးလားကျန်တာမပြောပါနဲ့ခမည်းတော်လည်းပဲမှာဆွဲထားတဲ့ဆွဲရုပ်တော့အတုနဲ့အစစ်တွဲပြီးတော့မရှိဘူးလားတခါတခါမှာအစစ်တွေလည်းပါတယ်လို့တခါတခါမှာလူမြင်ကောင်းအောင်လို့အတူကြီးလည်းတွဲပြီးတော့ပါတတ်ပါတယ်ဟုတ်လားပါကိတမှာပြောတာပါဇောတိကဆိုတထေးတွေဆိုမပါဟုတ်လားနာမည်ကဇောတိကကိုပရိသတ်ရဲ့ဟုတ်လားအဲ့တော့ပရိသတ်ရဲ့ရွှေအတုနဲ့အစစ်ခမည်းတော်ကကျုပ်ကတရားပြောဟောတာကအတုဟောတာကအစစ်ဘယ်ဟာယူမလဲလို့မင်းဗာပြောမလဲမလေးသိမကြိုက်ရှာဘူးဟုတ်လားအဲ့ဒီလိုပဲပေါ့ပြိဿရဲ့သံဃာအစစ်နဲ့သံဃာအတုကိုကြည်ညိုမိပြီဆိုရင်အတုကိုကြည့်ပြီးတော့တန်ဖိုးဖြတ်မလားအစစ်ကိုကြည့်ပြီးတန်ဖိုးဖြတ်မလားဒါပဲပေါ့သံဃာအစစ်တွေပဲနှလုံးသားမှာသံဃာအစစ်တွေရဲ့အိန္ဒြေမှာဒီခုံတွေမရှိဘူးလားရှိတယ်ဒါကြောင့်ဇမကိုယ်ွယ်တဲ့ဘုရားနဲ့တကွာသံဃာတော်ရှင်မြတ်ပေါင်းတို့သည်အိန္ဒြေတွေကလည်းငြိမ်သက်ပါတယ်စိတ်ဓာတ်တွေကလည်းနုညံ့သိမ်မွေ့တော်မူပါတယ်သွားရင်ပဲဖြစ်ဖြစ်ထိုင်ရင်ပဲဖြစ်ဖြစ်စက္ကုံတရေလေးလေးချပြီးတော့ကြည်ညိုဝဲသွားလို့ကြည်ညိုဝဲထိုင်တော်မူကြပါတယ်။အိုကျမကိုယ်ွယ်တဲ့ဘုရားနဲ့တဝါသံဃာတော်အရှင်မြတ်အပေါင်းတို့သည်တာတိတာအခုပြောတဲ့ဂုဏ်တွေနဲ့ပြည့်စုံတော်မူကြပါပေ၏။ဤသည်သို့သုလသုဘဒနာမသုလသုဘဒအမည်ရပါတဲ့တထေသမီးသည်အဟောဇာကောင်းစွာမသွေပြောကြားလိုက်ပါပေတော့တည်းအမှန်ကတော့သာဓုခေါ်ခိုင်းမှုမပေါ့ဘူးသိတဲ့အညောင်းနဲ့ပြေသွားအောင်ဟုတ်လားအောက်ကလည်းထိုင်ရသေးတယ်မော့လည်းကြည့်ရသေးတယ်ဇက်ကြောကလည်းထိုးဟုတ်လားစိတ်ထဲမှာအိမ်ပြန်ရသေးများပေါက်နေ9 နာရီကားလည်းလွတ်သေးတယ်9 နာရီခွာလည်းလွတ်အောင်မယ်ဘုန်းကြီးအလိုက်ကိုမသိဘူးပြီးမပြီးနိုင်ဘူးဆိုရင်ဟုတ်လားစိတ်ပြေလည်းပြောင်းလေအညောင်းပြေသွားအောင်ဟုတ်လားအဲ့တော့သံဃာတော်အရှင်မြတ်တွေနဲ့ရသော်ဘုရားရဲ့ခုံကိုစပ်ပြီးတော့ပြလိုက်ပြီဟုတ်လား
Kaya kama dusini dawasa kama anawila mano kama duidodan tadita tamana mama Jama guvere bayane dawata ngaro shimya boundodi Kaya kama le abjekine tashine Wazi kama le abjekine tashine Mano kama le abjekine tashine Kaya kama wazi kama mano kama aloma အပြစ်ကင်းပြီးတော့တန့်ရှင်းတဲ့အနေအထိုင်တန့်ရှင်းတဲ့အပြောဆိုတန့်ရှင်းတဲ့အကြံအစီတွေနဲ့သတင်းသုံးတော်မူကြပါလေပြိဿရဲ့ဘု து ဂုဏ်နေနဲ့သံဃာဂုဏ်နေဇမကိုဝဲတဲ့ဘုရားတဲ့ကွာသံဃာတော်ရှင်မြတ်တို့သည်အဲ့ဒီဂုဏ်တွေနဲ့လည်းပြည့်စုံတော်မူကြပါလေပြိဿရဲ့သံဃာအစစ်ပွင့်တဲ့ခင်မှာလူဖြစ်ရတာမမြတ်ဘူးလားရက်တယ်ဒုပရိသတဝါရင်းလုံးဆွမ်းလောင်းလူနေတဲ့တန်ဃာတွေမှာဒီဂုဏ်တွေမရှိဘူးလားပါပါစေတန်ဃာအပါးတရားမှာအတု90ပါအောင်တော့ပြိဿရေရှုံးမလားမြတ်မလားမြတ်တာဘောပြိဿရေအဲ့ဒီတန်ဃာအပါးတရားမှာ69ပါတုလိုက်အောင်တပါးအစ်စ်ပိုင်းမမြတ်ဘူးလားဟာသဘောပြောပြတာပါတိုးတော်ပြိဿရေအတုဟာအတုလိုပဲလွတ်သွားတာပါပဲဒီနာကကြောင်းတဲ့ကြီးတွေမှာအတုရှိမလားအစ်စ်ရှိမလားအစစ်တွေပေါ်ဒီတော့ဒုပရိသတန်ဃာစစ်တွေရဲ့တန်ဃာဂုဏ်တွေရေးပြီးတော့နောင်လူတွေရတဲ့ဆွမ်းနေဟာဒီဂုဏ်တွေကိုအာယုံပြုလိုက်တာနဲ့ကိုပီတိဖြစ်ဖို့မကောင်းဘူးလားဝိမလာသင်္ကမௌဒ္ဓဘာသုဒ္ဓအန္တရာဘာဟိယဟောပုံနာသုဒ္ဓေဓမ္မေတာတိတာသမဏမမဝိမလာသင်္ကမௌဒ္ဓဘာသုဒ္ဓအန္တရာဘာဟိယကျမပြောတယ်ဘုရားနဲ့တဝါသံဃာတော်ရှင်မြတ်ပေါင်းတို့သည်သုဒ္ဓအန္တရာပါဟိရာနှလုံးသားအတွင်းရောအပြင်ပန်းမျက်နာမှာရောကြည်လင်တန်ရှင်းလို့နေတော်မူကြပါပေ၏တန်ဃာတော်အရှင်မြတ်ရဲ့မျက်နာတွေမအေးချမ်းဘူးလားတန်ဃာတော်မြတ်ရဲ့နှလုံးသားထဲမှာလူနဲ့ဆိုင်ကိလေသာများမလားနည်းမလားနည်းတာပေါ့ပြိဿရေအမတ်တမဲ့ကြည့်လိုက်တဲ့ငယ်တဲ့တန်ဃာတွေအရွယ်လက်လက်တန်ဃာတွေဆိုလို့ရှိရင်တော့ဒုပရိသအာယုန်ထဲမှာပေါ်ရင်မှပေါ်မှာတတ်တော်60 80ရောက်သွားတဲ့မထေရကြီးတွေများတွေ့ရပြီဆိုရင်မြင်ရတဲ့တရားဓမ္မတွေမပြောနဲ့ကျုပ်တို့တန်ဃာအချင်းချင်းတော့ဖူးတွေ့ရတာအရသာမရှိဘူးလားရှိတာပေါ့ပြိဿအဲ့ဒါဘာလဲဆိုရင်အပူကင်းနေတဲ့မျက်နှာတန့်ရှင်းနေတဲ့မျက်နှာမြင်ရတာဒီမြင်ကလေးကကိုအေးချမ်းမနေဘူးလားဒုပရိသသာမညဆိုတော်ကြီးရှိတော့မသွားဘူးလားကဲသာမညဆရာတော်ဘုရားဟုတ်သလားဘုရားမဟုတ်ပေမဲ့စော်ဘုရားကြီးကိုဖူးတွေ့ရတာမအေးချမ်းဘူးလားအဲ့ဒါပဲအတွင်းရောအပြင်ရောနှလုံးသားထဲရောမျက်နှာတော်မှာရောတန့်ရှင်းစင်ကြယ်နေတာတန်ဃာတော်မြတ်တွေမှာအများကြီးတွေ့ရပါတယ်ဟုတ်လားခုနကပြောသလိုပေါ့ဗျာကျွတ်တို့ငယ်ငယ်ကိုတော်တွေဆိုတော့ဒါစွာတဲ့အခါလဲစွာတာတွေပါရင်ပါမောမာတဲ့အခါလဲမာတာတွေပါရင်ပါဒါမှမဟုတ်လှတာတော့လှတာပါပဲဟုတ်လားဟုတ်ပါဘူးအမေပြောတဲ့စကားလေးပြောတာပါကျုပ်ဟာကျုပ်မပြောပါဘူးဟုတ်လားဘသူဘလောက်မှတ်လာကျုပ်အမေကတော့ကြီးပြီးတော့အိုးငါသားမျက်နှာတော့အမြင်တော့အပ်သွားအမြင်တော့လှမနေဘူးလားသူအမေကိုသူကလှမှာပေါ့ဟုတ်လားပြောလို့တာကပြိဿတန်ဃာရီရဲ့နှလုံးသားထဲမှာရှင်းနေတဲ့ကိလေသာတွေဟာတရားဓမ္မတွေရဲ့မြင်လိုက်ရတဲ့မျက်နှာတွေမှာတွေ့မနေဘူးလားဒါကြောင့်ဇမကိုဝေတဲ့ဘုရားနဲ့တဝါသံဃာတော်ရှင်မြတ်အပေါင်းတို့သည်သုဒ္ဓအန္တရပါဟိရာတဲ့မျက်နှာမှာရောနှလုံးသားမှာရောတန်ရှင်းစင်ကြယ်လို့နေတော်မူကြပါတယ်ဘလောက်တောင်ဖြူသလဲဆိုရင်ပြိဿရေပုတ္တစ္စာခယူသိန်းလိုပဲဖွေးလက်ကြည်လင်ပြီးတော့နေတော်မူကြပါတယ်ခယူသိန်းကြီးတွေမှုတ်တာတွေ့ဘူးတယ်မို့လားပုတ်တယ်ဖြူပြီးတော့ပြောင်းမနေဘူးလားအဲ့ဒီလိုကိုစက်သိရှိပါတယ်တဲ့ဗုဒ္ဓသုတ်တေဓမ္မေတာတိတာသမဏမမမျက်နှာနဲ့နှလုံးသားမှာကိလေသာတွေကင်းပြီးတော့ဖြူစင်တော်မူကြသလိုပါပဲဟောဒီကိုယ်တော်ရဲ့နှလုံးသားမှာလည်းသုဒ္ဓဓမ္မေဟိဖြူစင်တဲ့တရားတွေကိလေသာကင်းတဲ့တရားတွေနဲ့ပြည့်လို့နေကြပါပေ၏နှလုံးသားမှာရောတရားတွေမရှိဘူးလားရှိတယ်ပြိဿအဲ့ဒီသံဃာတွေကိုဒုပရိသဒီကနေ့အာရပါရဆွမ်းလောင်းနေရတာတပားကိုတစုံပဲလောင်းအောင်တော့အဲ့ဒီဆွမ်းဟာတန်ဖိုးမကြည့်ဘူးလားကြည့်တယ်လာဝိနာဩနတောလောကောအလာဝိနာသာဩနတောလာဘာလာဝိနာဧကထာတာဒိတာသမဏမမဩသတိနဲ့တဝါမိသားစွာပေါင်းတို့ရဲ့လောကောဟောဒီလောကကြီးသည်လာဝိနာလူကျင်နာရီရတဲ့အခါကျတော့ဩ
Onato ngave lo lamali town bido myokjwaဖြစ်ကြပါပြီAlavina golo yene ayari mayavu sonjo davi sore akajaro Onato myanali auchabido lumamye au shambong lo ne dajaba bi Nava lavina ekadata dita tamana mama Jama go wede bayane dewa tangaro ashimya abang lugaro Lava lavina ekata Layare aka lamayare aka nachinoma Myana tamyo sitamyo reda dishino nijaba bigo i Loka iga tatimi no le ludari ve tide dai lojena li mya yabi so yin ayapaya lama thong pi do nga kwa so pi do myauk jwa tat de thabo shiပါတယ်မရှိဘူးလားလောကဓာတ်၈ပါးဘက်ကိုပါသွားပြီသူပြောလိုက်တာဟုတ်လားဒုပရိသတ်ရောပရိသတ်လိုချင်တာလေးရတဲ့အခါကျရင်မြောက်ကြွမဖြစ်ဘူးလားဟိုနိုင်ငံတော်အဆင့်ကိုမပြောပါနဲ့ပရိသတ်ရေပြောင်းလဲလာတဲ့ယဝတ္တနိစနစ်လေးမှာတော့ယဝတ္တအရွေးခံရတဲ့မိသားစုတွေကတို့ဖေတို့ကိုတို့မောင်ယဝတ္တဖြစ်ပြီဆိုမပြောဘူးလားတို့ကိုအမလီဥက္ကဋ္ဌဟုတ်လားကဲပရိသတ်ရေအသေးဆုံးယာဒုလေးတောင်သဘောမကျဘူးလားကဲအဲ့ဒါမျိုးလေးပါတယ်လို့ပဲပရိသတ်ဒီနေ့ဘာထွက်လဲဒီနေ့ညနေဘာထွက်လဲဟမ်လိုချင်တာလေးတွေများမျောလင့်ပြီးတော့ထိုးလိုက်တဲ့ကဏ္ဍလေးပေါက်လာပြီဆိုရင်ပရိသတ်မမေးမချင်းကိုအမေးခံရင်လို့လမ်းထဲမှာ9ခေါက်တော့ပဲပြန်ညာပြန်လျှောက်တတ်တယ်ကိုထိုးတဲ့ကဏ္ဍလေးများပေါက်ပြီဆိုလို့ချင်းပရိသတ်မမေးမချင်းကိုလမ်းထဲမှာလျှောက်မနေဘူးလားဘာဖြစ်လို့လဲမပေါက်ဘူးတော့ပေါက်တာလေးကိုကြွားကြတယ်ဟုတ်လားဘယ်သူမှမမေးပဲတဲ့အခါကျလမ်းပေါ်နေကိုဟာကိုပဲမရဲ့အချင်းနေဘယ်လိုလဲဟဲ့ညီမလေးကွဲတယ်ဟဲ့ဟုတ်လားအဲ့ကြတော့မှကိုပေါက်ကြတယ်ဟိုကျမတော့ရံကွက်လေး1000ဘူးတော့ရလိုက်တယ်ဟုတ်လားဒါလေးကြွားကျင်တာလေးကိုပြိတ္တိမြောက်ကြွနဲ့လမ်းထဲမှာ9ခေါက်လောက်မလျှော့ရဘူးဟမ်ထိုးတာလေးမရတဲ့နေ့ကျတော့ပြိတ္တိလူမြင်ခံရသေးလားဟမ်ဟိုဘက်အိမ်တိန်ကျော်လောက်ကပေါက်မလေးတင်နာမလေးသူကကြွားနေငါတို့လည်းနောက်တနေ့ကျန်ဘိုးတော်နဲ့အပြတ်တိုက်မယ်အပြတ်ဖော်မယ်ဟုတ်လားဒါကြတဲ့လူမြင်မှာကြောက်လို့ပြိတ္တိအိမ်ထဲမှာပုံပြီးတော့ဘိုးတော်လည်းချိန်စေရတာချိန်မောင်းများစွာအဲ့ကြတော့မကျင်တဲ့ကိုကြီးကျော်ရှိပလင်းရတယ်အကုန်ပြန်သိမ်းတော့တာပဲဟုတ်လားအဲ့တော့ပြိတ္တိလောကကြီးကလိုချင်တာရရင်တစ်မျိုးလိုချင်တာမရရင်တစ်မျိုးမကွဲဘူးလားရိုးလေးစဉ်းစားကြည့်ပြိတ္တိဟုတ်သလားမဟုတ်ဘူးလားယာရုလေးတက်ခြင်းနဲ့တက်သွားရင်သဘောကျတယ်ယာရုလေးတက်ခြင်းနဲ့မတက်ဘူးဆိုတဲ့အခါကျတော့စိတ်ထဲမှာပွားစီနဲ့ဒေါကံတတ်တယ်ဟုတ်တယ်မလားသာမေဝဲအောင်ခြင်းနဲ့အောင်တဲ့အခါကျတော့ပြောတယ်မအောင်တဲ့အခါကျတော့တအိမ်လုံးဟိုကဆူတီကငေါင်းတဲ့ကလေးလဲငိုလူကြီးလဲငိုရတယ်လောကကြီးဟာရခြင်းနဲ့မရခြင်းနှစ်ခုထဲမှာပဲပြောင်းလဲလို့မနေဘူးလားအိုးတထင်းမင်းနဲ့ကျမကိုယ်ွယ်တဲ့ဘုရားနဲ့တကွာသံဃာတော်ရှင်မြတ်တွေကတော့လက်လာပါရတဲ့အခါပဲဖြစ်ဖြစ်မရတဲ့အခါပဲဖြစ်ဖြစ်စိတ်ထဲမှာတစိတ်သေးပဲခံစားတော်မူကြပါတယ်ကဲဟုတ်သလားမဟုတ်ဘူးလားဟုတ်ပါတယ်ပြိဿရဲ့သံဃာအစစ်အမှန်တွေမှာဒီတိုင်းပဲရှိပါတယ်ဟုတ်လားရတဲ့အခါလဲလာတဲ့အခါကျတော့လာပေါ်ပေါ့ဟုတ်လားမလာတဲ့အခါကျတော့မလာပေါ်ပေါ့ဟုတ်လားအဲ့တော့ပြိဿရေဘုန်းကြီးတွေမှာဒီစိတ်ဓာတ်မရှိရင်သာသနာ့ဘောင်မှာနေလို့ရပါမလားဘုန်းကြီးဆိုတာအမြဲတမ်းပြည်လည်တဲ့ဘဝရှိပါမလားဟောပြိဿရေလာလူတဲ့နေ့ကျရင်လည်းလူလိုက်တာအခုပဲကြည့်လေရိုးကြီးကွန်ပယ်နှိုင်းရှင်မနေနဲ့ဝါတွင်းနဲ့ဝါဘပဲကြည့်လိုက်ဟုတ်တယ်မလားလာပြန်ပြီဝါတွင်းနဲ့ဝါဘဝါရကာလမှာဝတ်သားတုံးတွေကိုအပြိုင်ခဲပြီးတော့ဟိုဘက်နဲ့ဒီဘက်မျက်စောင်းထိုးစရာမလိုပဲနဲ့ခေါင်းငုပ်ပြီးတော့လွေးလို့ရတယ်ဝါဘကာလရောက်လာပြီဆိုတဲ့အခါကျတော့မျက်စောင်းလေးတခဲခဲနဲ့သူအရင်နှိုက်ရမှာလားငါအရင်နှိုက်ရမှာလားသူကဝတ်သားနဲ့တွင်ငါတို့အာလူပဲကြံပါဟုတ်လားပြိဿရဲ့စိတ်ထဲမှာချမ်းမြေ့ပါမလားမယုံမရှိနဲ့ကိုတွေးဟုတ်လားကျွတ်တို့ငငယ်ကစာသင်ခဲ့ရတာအစ္စေရောမစာသင်တိုင်းမှာပထမကြီးတန်းအောင်ခဲ့တာဟုတ်လားဣဇေယောမသာသနာပရမကြီးတန်းအောင်တော့လေတန်ဃာလဲ900ကျော်တန်ဃာ900ကျော်ဆိုတော့လေဝတ်သားဟင်းကတချို့တက္ကရာကမတွေကတရားကောင်းပါလေတပည့်တော်ဝတ်သား10ပိဿာချက်လာတယ်ဘုရားတဲ့တန်ဃာလေးတွေကပ်ပေးပါဆိုပြိဿဝတ်သား10ပိဿာတန်ဃာ900နဲ့ခွဲတော့အဆင်ပြေပါမလားဘယ်လိုမှမပြေအဲ့တော့ဆရာတော်ကြီးကပဲဟေ့စာကြဘိုးကြီးနေနဲ့ဓမ္မစရိယတန်းကိုတော်တွေကိုကတ်လိုက်ကွာတဲ့ကျန်တဲ့တန်းတွေတော့မတက်နိုင်ဘူးပေါ့ဟုတ်လားရှိတာလေးကတ်လိုက်တော့ဘာဖြစ်လို့လဲဓမ္မစရိယရအောင်သူကြိုးစားလာတဲ့အတွက်ကြောင့်မြတ်စွာဘုရားရဲ့သာသနာမှာဆရာတော်ကြီးတွေချီးမြှောက်တာဘလောက်အောင်ကိုကောင်းလဲ
ဓမ္မစရိယဓာတ်ရောက်တဲ့ကိုယ်တော်တွေဝတ်သားကျွေးနိုင်တဲ့မရောက်တဲ့ကိုယ်တော်ဟိုဘက်မှာပဲနဲ့ငံပြားကြီးပဲတွေ့တော့ဟုတ်လားအဲ့တော့လေဘယ်မှာခံစားချက်ကဝင်လာလဲဆိုတော့ဓမ္မစရိယဝိုင်းကဒီနားမှာဆုံးတယ်အကြီးတန်းဝိုင်းကဒီမှာစတယ်ဆိုဈာထဲမှာဝိုင်းရမချဘူးဟုတ်လားဓမ္မစရိယဝိုင်းကကိုယ်တော်ဝတ်သားလုံးကြီးကိုကြိုက်ပြီးတော့တုတ်နေတာဒီဘက်ကပဲကြိုင်နေတဲ့ကိုယ်ရင်ထဲမှာချမ်းမြေ့မလားဟုတ်လားအဲ့တော့ပြိဿစဉ်းစားကြည့်ပါဟုတ်လားကိုလည်းမတက်နိုင်တော့နေရတဲ့ကဲပဲနဲ့စီကိုညှစ်ပြီးတော့နောက်တစ်နေ့ကျရင်ဝတ်သားဖြစ်ရမယ်ဝတ်သားဖြစ်ရမယ်ဟုတ်လားအဲ့ဒါနဲ့ပဲသူ့အန်ကြိတ်ပြီးပြောနေရတာပြိဿကြီးတန်ခါများတဲ့အကြောင်းမှာကိုကတော့အများကြီးလို့ထင်တာကိုတော်လေးတွေမှာဝတ်သားလုံးတရုံတော့မှန်အောင်ဖုံးပေးလို့ရပါမလားမရဘူးအဲ့တော့ဝါတွင်းနဲ့ဝါဘပဲကွန်ပျာနှိုင်းရှင်ကြည့်လိုက်ပါဝါတွင်းကာလမှာကိုတော်လေးတွေခွဲတန်းခွဲစရာမလိုပဲနဲ့အညီအမျှစားရပေမဲ့ဝါဘကာလရောက်တဲ့အခါကျတော့စာမြင့်တဲ့ကိုတော်မှာဝတ်သားလုံးကိုဂိုင်ခွင့်ရတာအဲ့တော့ဒုပရိသဝါဘလေးနဲ့လို့ဟုတ်လားလာဘောအလာဘောပြီးတော့ရသောအရသောအချမ်းရများတဲ့အခါမရှိတဲ့အခါဟုတ်လားနေတာပတ္တန်တာပြိဿနေတာပတ္တန်တာဆိုပါလေဩကိုနေတိုင်းနှိမ့်ဆက်နေတဲ့ဟာများကိုမသိရှာဘူးတဏှာမို့ကောင်းလိုက်တာနေတာပတ္တန်တာကဲတဲ့အခါချီးမွမ်းတဲ့အခါဒုပရိသမကြုံရဘူးလားချီးမွမ်းတဲ့အတန်တွေရောမကြားရဘူးလားကဲ့ရတဲ့အတန်တွေရောကြားရတယ်ချီးမွမ်းတဲ့အတန်တွေပြောလိုက်တယ်ကြားလိုက်တော့ဘယ်နဲ့နေလဲမလီပြုံးလို့ဟုတ်လားမိုနာလီသာတော့သူတို့တော့မလားဟုတ်လားဟမ်အမတို့များတော့40ကျော်အမလီအောင်အောင်တယ်ကျမ30မှတ်လို့ဆိုရင်လေအိမ်ရောက်ရင်ရေချိုးကားထဲမှာမှ9ခါလောက်ကြည့်မှာဟုတ်လားဟုတ်လားဟိုကတယောက်ကအလိုက်မသိရနဲ့အမ40ပဲရှိသေးတယ်ဟိုကျမ90လို့မှတ်လို့အမလို့ခေါ်နေတာဆိုပေရင်ဆိုမှငေါ့အောင်မြင်လာပြီဟုတ်လားအဲ့ဒါအိမ်ရောက်တာနဲ့ချင်းချင်းမျက်ခုံးမွေးတွေနှုတ်တော့မှနှခမ်းတွေဆိုးတော့မှဟုတ်လားမြောက်တဲ့အတန်ဆိုရင်မကြိုက်ဘူးလားကဲ့ရတဲ့အတန်ကြတော့အသားမဲတာကိုမဲပါတယ်လို့ခေါ်ရင်ကြိုက်လားမဲတာတော့မဲတယ်ပြောရင်မကြိုက်ဘူးပြိဿကြီးအဲ့ဖြူတဲ့လူမဲတယ်ပြောရင်ကြိုက်ပါမလားဒီအဲ့ဒါပဲပေါ့ဒါကြောင့်လောကကြီးကချီးမွမ်းတဲ့အတန်ကိုကြိုက်တော့ကဲ့ရတဲ့အတန်ကြတော့ဘောမကံဘူးလားဒီအတိုင်းပဲပြိဿကြီးဆင်းရဲတဲ့ချမ်းသာလည်းကြည့်လိုက်တာဆင်းရဲတဲ့အခါကျရင်ဒုပြိဿလူမြင်ခံရတာချမ်းသာတဲ့အခါကျတော့ဘုန်းကြီးညောင်းလာတာတော့ဘယ်သူမှပြိုင်စရာမရှိတော့လက်ကောက်ကဒီလောက်ထိဝဲတာဟုတ်လားခါတိုင်းဥကြလို့ချင်းပေါက်စိန်ပေါက်ဥကြတဲ့တကမှာအဲ့ချင်းညာတခါတဲ့အပတ်တတိတဲ့ခါမြောက်တော့ချင်းညံဖြည်းဖြည်းချင်းဟုတ်လားအမလီသူ့လက်ကောက်ကတချွင်းနဲ့အဲ့ဒါဥသုံးချိန်ကို9မိနစ်လောက်ကြာအောင်ချားတယ်ဘုန်းကြီးကကလထိုင်ကနေပြီးတော့နေထိုင်ငရေကြီးနေအများကြီးပဲငါမျက်2ကွင်းလောက်တွင်ပြီးတဲ့မြေကျွေးလေးတော့ငါကြေတော့မှဟုတ်လားဘုန်းကြီးပါနေထိုင်ငရေကြီးတာဟုတ်လားအဲ့တော့ပြိဿကြီးချမ်းသာလာပြီဆိုရင်လူချင်းမပြောနဲ့ဘုန်းကြီးရောက်လာရင်တော့ကြွားလားမကြွားဘူးလားကြွားတယ်ဟုတ်လားဟိုတချို့ဒကမရှိသေးတယ်ဆွဲကြိုးအတုပ်ကြီးတွက်လောင်းကြီးဝဲဆင်လာပြီးတော့လားဒါကလည်းကြောင်းပေါက်သွားလိုက်ပြန်ဝင်လာလိုက်ဖက်နဲ့ကုန်းချွတ်လိုက်ဖက်နဲ့ကုန်းချွတ်မှဆွဲကြောင်းကြီးတွက်လောင်းကြီးတွက်လိုက်မြန်မာဒါကပြန်ထွက်သွားပြန်ပြီပြန်လာချွတ်လိုက်ခွဲတွက်လောင်းတဲ့အမလေးဟိုက်ဒကမ9ခါရှိပြီဘာမှမဟုတ်သူ့ဆွဲကြိုးကြွားခြင်းလို့ဟုတ်လားချမ်းသာတဲ့အခါကျတော့လူမြင်ခံခြင်းပြီးတော့ဆင်းရဲတဲ့အခါကျတော့ပုံမနေဘူးလားအဲ့ဒါပဲပြိဿလောကကြီးကနှစ်ခုရှိတဲ့တရားတိုင်းမှာမညီမျှဘူးဟုတ်လားဒါကြောင့်ဇမကိုယ်ွယ်တဲ့ဘုရားနဲ့တော်သံဃာတော်ရှင်မြတ်အပေါင်းတို့သည်လာပါအလာပါလက်ရတဲ့အခါလက်မရတဲ့အခါအချမ်းရရှိတဲ့အခါမရှိတဲ့အခါချီးမွမ်းတဲ့အခါကဲ့ရဲ့တဲ့အခါဆင်းရဲတဲ့အခါချမ်းသာတဲ့အခါမှာလောကကြီးကိုဆန့်ကျင်ပြီးတော့တစိမ့်သေးသာရှိတော်မူကြပါမေကုန်၏မမကျွန်တော်ကိုယ်ွယ်တဲ့ဘုရားနဲ့တော်သံဃာတော်ရှင်မြတ်အပေါင်းတို့သည်တာတိသာထိုကဲ့သို့သောဂုဏ်တော်ပေါင်းတို့နှင့်ပြည့်စုံတော်မူကြပါပေကုန်၏ဥက္ခမြို့ကတထေးကြီးအိမ်မှာသုလသုဘဒာလေးကအာရပါရနဲ့ဘုရားရဲ့ဂုဏ်တော်တွေတရားရဲ့ဂုဏ်တော်တွေသံဃာရဲ့ဂုဏ်တော်တွေခေါ်ကြလိုက်တဲ့အခါတရားဆုံးသွားတဲ့အချိန်နော်ပြိဿတရားရဲ့စွမ်းအားမိမိရဲ့ဘဝပါရမီတက်ခံနှစ်ခုပေါင်းသွားတဲ့အခါကျတော့ဟောဥက္ကတတိရဲ့စိတ်တွေပြောင်းသွားပြီဟာသမီးရဲ့ငါတို့ကိုယ်ွယ်ပူဇော်နေတဲ့ဘုရားဆိုတဲ့ပုဂ္ဂိုလ်ကြီးတွေနဲ့သံဃာဆိုတဲ့ပုဂ္ဂိုလ်ကြီးတွေမှာဟောအခုပြောလိုက်တဲ့ဂုဏ်တွေငါတို့တခုမှရှာလို့ကြည်ညိုလို့မရပါလားသမီးရဲ့နင်ပြောတာနဲ့ပဲလေနင်တို့ဘုရားနဲ့နင်တို့ဘုန်းကြီးတွေကိုငါတို့ခုချင်းတွေ့ကျင်လာပြီဒီလောက်ဝေးတဲ့နေရာကြီးပြင်လိုက်ပါမလားတဲ့ဟုတ်လားတထေးကြီးကစိတ်ပူပြီးတော့သုလသုဘဒ္ဓါကိုပြောတယ်ဟုတ်လား
အမလီအဖေရဲ့အမငယ်ပါနဲ့ကျမတို့ဘုန်းကြီးတွေကဟလားတပွဲ9သိန်းလို့ပြီးတော့လင်္ကာစာနဲ့ပြင်လိုက်ပါတယ်ဟုတ်လားခုခေတ်လို့ပြောရင်တော့ပြောချင်းပြောမှာဒါမဟုတ်ပါဘူးကိုကားနဲ့ကိုလာတာပါဟုတ်လားအဲ့တော့သုလသုဘတ်တာအဲ့ဒီမှာသဘောပေါက်သွားပြီဟောတဲ့အဖေတို့ဟောပြောင်းသွားပြီစောစောသတိခုကြတော့နွယ်လာပြီဆိုတော့အဖေတို့အမေတို့ဖူးကျင်နေဆိုရင်ကျမဖယားနဲ့တကွာတန်ဃာတွေကိုဒီမျိုးကိုရောက်အောင်ပြင်ရပါတယ်ဟဲ့ဒီတော့အဝေးကြီးဘယ်လိုလုပ်လာမလဲသမီးရဲ့အိုးရအောင်ပြင်မယ်ရပါလိမ့်မယ်ဆိုတော့ဟုတ်လားသုလသုဘတ်တာကိုတောင်းဆိုလိုက်တဲ့အချိန်ကျမှသုလသုဘတ်တာလေးတန့်စင်အောင်ရေမိုးချိုးနတ်သားတွေလိမ့်ကြပြီးတော့ဘုံ90ရှိတဲ့အိမ်ရဲ့90ကနေပြီးတော့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်တည်းသုံးတော်မူနေတဲ့ဇေတောရွှေကျောင်းတော်ရှိရာရက်ကိုစိတ်ကညွတ်မှန်းပြီးတော့အိုသုံးလောကဒုတာရှင်တော်မြတ်ဖရာဩဃမျိုးကတတိကြီးနဲ့ဓမ္မမိသားစုအပေါင်းတို့သည်အရှင်ဘုရားနဲ့ဓမ္မသံဃာတော်အရှင်မြတ်တွေကိုဖူးတွေးလိုတဲ့ဆန္ဒတွေပြင်းပြနေပါတယ်အရှင်ဘုရားဒါကြောင့်မနက်ဖြန်အရှင်ဘုရားနဲ့တကွာနောက်ပါသံဃာအလုံးတို့ကိုတပည့်တော်တို့ရဲ့အိမ်မှာဆွမ်းပုံပေးဖို့ရန်အတွက်တပည့်တော်ပင်လျှောက်ပါတယ်အဲ့ဒီလိုပင်လျှောက်ပြီးတော့မျက်လေးပန်းလေးတွေကိုပြိတ္တကြီးကောင်းငင်ကိုဖြတ်ပြီးတော့ပို့လိုက်တာမျက်လေးပန်းတွေကအောက်ပြန်မကြတော့ဘူးတဲ့မျက်လေးပန်းတွေဖယ်ရောက်သွားလဲဆိုရင်သာဝတိမြို့ကဇေတောရွှေကျောင်းတော်မှာတရားဓမ္မဟောကြားနေတဲ့ရှင်တော်မြတ်ဘုရားရဲ့ပလင်အထက်ကမျက်နာချက်မှာတဲ့ပန်းပိတန်ကြီးတွေပန်းမျက်နှာချက်ကြီးအဖြစ်နဲ့တန်းစီပြီးတော့ဝင်ရောက်သွားတယ်တရားနာပရိသတ်တွေကလည်းဟဲ့ပန်းနေပြီဝင်လာပြီဟဲ့မရက်တော်ဘုရားရဲ့ပလင်အထက်မှာမျက်နှာချက်ဖြစ်ကုန်ပြီဟဲ့တယောက်နဲ့တယောက်တွတ်ပြောနေတဲ့အချိန်ရက်တော်ဘုရားကတော့သိနေပြီဩငါသမီးတော်သုလသုဘတ်တာပြင့်နေပြီပေါ့လေရက်တော်ဘုရားကတကူတော်နဲ့သိမနေဘူးလားသိနေတယ်ဒီတော့အနာတပိသတိကြီးကလည်းသူ့ထုံးစံတိုင်းတနည်းကိုကြောင်း၃ခေါက်လာတော့ညနေချမ်းရောက်လာတဲ့အခါအရှင်ဘုရားမနက်ဖြန်အရှင်ဘုရားနဲ့တကွာနောက်ပါသံဃာ900တို့ကိုတပည့်တော်ရဲ့အိမ်မှာဆွမ်းပုံပေးဖို့ရအတွက်တပည့်တော်ယူသေးစွာနဲ့ပင်လျှောက်ပါတယ်ဆိုတော့မြတ်စွာဘုရားကပြုံးပြီးတော့တကားတော်တတိမင်းနောက်ကျသွားပြီတဲ့မနက်ဖြန်နေစွန်းအာယုံစွန်းအတွက်တင့်တဲ့ပုဂ္ဂိုလ်ပေါ်သွားပြီဟာအရှင်ဘုရားတပည့်တော်လည်းကြောင်းခဏရောက်နေတာအရှင်ဘုရားကိုဆွမ်းပင့်နေဆိုတာတပည့်တော်မကြားသေးပါဘူးဒီအခုပဲပင့်သွားတာတခါကြီးမဖြစ်နိုင်တာကိုတော့တပည့်တော်အခုကြောင်းပေါက်မှာဘယ်သူနဲ့မှလည်းမဆုံးခဲ့ပါဘူးမဟုတ်ဘူးတခါကြီးတဲ့တခြားသူပင့်တာမဟုတ်ဘူးဟိုဥက္ခမြို့မှာရောက်နေတဲ့တခါတော်တတိမင်းရဲ့သမီးသုလသုဘတ်တာကပင့်တာဆိုတော့အရှင်ဘုရားကလည်းတပည့်တော်ကအဟုတ်မှတ်လို့နားထောင်နေတာတပည့်တော်သမီးကဘယ်လိုလုပ်ပင့်မလဲဗျာဥက္ခမြို့မှာနေနေတာပဲဆိုမှမြတ်စွာဘုရားကအဲ့ဒီမှာအနာတပိန်တထေးကြီးနဲ့တရားနာပိဋကကိုပန်းပိတံပန်းမျက်နှာချက်ကြီးတွေပြပြီးတော့ဟောဒီပန်းတွေဟာဟိုဥက္ကမြို့ယူဇနာ1250ဝေးတဲ့နေရာမှာနေတဲ့သုလသုဘတ်တာလေးရဲ့ဆွမ်းကပ်ပင့်နဲ့ပင့်ဖိတ်လွှာပဲဆိုတာရှင်းပြပြီးတော့ခုနကဒူရေတန်တော်ပကာသင်တိဆိုတဲ့တရားကမြတ်စွာဘုရားအခုမှစဟောတာသိတဲ့တရားကအခုမှစမှာဟုတ်လား2 နာရီပဲအခုအတိပဲရှိပါသေးတယ်ဟုတ်လားတရားအခုမှစပါဆိုပြိတ္တရေးဖြည်းဖြည်းပေါ့ဟုတ်တယ်မလားဒီညတော့9 နာရီကတော့ကျုပ်ကိုယ်သာမင်းသားအဖြစ်နဲ့အောင်းမိပြီးကြည့်ကြပြီတော့ဟုတ်လားအိမ်ရောက်ရင်လည်းမိမှာမဟုတ်တော့အခုပဲ23မိနစ်ရှိနေဟုတ်လားအဲ့တော့ပြိတ္တရေးရသော်ဘုရားအဲ့ဒီမှာအနာတပိန်တထေးကြီးနဲ့တရားနာပြိတ္တကိုဟောလိုက်တယ်ခုနကဟိမောနာတောင်မင်းကြီးတွေယူဇနာမြောင်မြတ်စွာဝေဒနေရာမှာတည်ရှိပင်တည်ရှိညတော်လဲတောင်မင်းကြီးရဲ့ကောင်းတဲ့ဂုဏ်သတင်းတွေကြောင့်လူတွေရဲ့အသိမှအမြဲတမ်းနေလို့နေပါတယ်အဲ့ဒီအတိုင်းပါပဲငါဘုရားရဲ့သမီးတော်တထေးရဲ့သမီးဖြစ်တဲ့သုလသုဘတ်တာလေးသည်နှလုံးသားထဲမှာဘုရားတရားသံဃာယနာမြတ်သုံးပါးတို့ရဲ့ဂုဏ်ကျေးဇူးအကောင်းတွေကိုသိထားတဲ့အတွက်ကြောင့်အလွန်ဝေးကွာတဲ့ဩဃမြို့မှာနေတိုင်းမင်းနေတိုင်းညတော်လည်းပင်သူနှလုံးသားမှာဘုရားရှိနေတဲ့တရားသိနေတဲ့သံဃာဆိုတာအမြဲတမ်းကင်ကုန်လို့နေပါတယ်ဝေးတဲ့နေရာရောက်ပြီမဲ့ဘာသာတရားကိုစွန့်ခွာရတာသူနှလုံးသားထဲမှာတည်နေတဲ့ဘုရားတရားသံဃာယနာမြတ်သုံးပါးရဲ့စွာအားသည်သူအနာမှာနေနေတဲ့ဥက္ကတထေနဲ့မိသားစုတို့ကိုကုသသွားတဲ့အခါ
တတိမေနဲ့ဩဃမျိုးကတတိမိသားစုနဲ့သုလသုဘတာလေးရဲ့ပင်ပိတ်ချက်အရာမန္တပံငါဘုရားနဲ့တကွာနောက်ပါသံဃာ900တို့သည်ဩဃမျိုးကိုကြွတော်မူရပါလိမ့်မယ်ဟုတ်လားဒါကြောင့်ဒုရေတန်တော်ပကာသင်တိဆိုတဲ့တရားဟာဒီနေရာမှာအနာတပိတထေးနဲ့တရားနာပြိဿကိုမြတ်စွာဘုရားဟောပါတယ်ဟုတ်လားဒီတော့သုလသုဘတာကမြတ်စွာဘုရားကိုမပင့်လိုက်ဘူးလားပင့်ပြီဒီတော့မြတ်စွာဘုရားကအာနန္ဒာကိုခေါ်ဟဲ့အာနန္ဒာမနဗ္ဗတို့ဩဃမြို့ကိုကြွရမယ်တာမန်ပုဂ္ဂိုလ်တွေနဲ့သွားလို့မဖြစ်ဘူးတဲ့ဇံခရီးနဲ့ကောင်းငင်ကကြွရမှာဖြစ်တဲ့အတွက်အာသောကင်းတဲ့ယဟန္တာ900ကိုမင်းရွေးထားပြီးတော့ဆိုပြီးတော့မြတ်စွာဘုရားကအမိန့်ပေးတယ်ဟုတ်လားမနဗ္ဗနန္ဒမိုးသောအလင်းရောက်ပြီဆိုရင်မြတ်စွာဘုရားနဲ့နောက်ပါသံဃာတော်ပါ900တို့သည်ဩဃမျိုးကဩဃတတိရဲ့အိမ်ကိုဆွမ်းကပ်ကြွားဖို့ရအတွက်ပြင်ဆင်ရပါတော့မယ်အာနန္ဒာကိုလည်းခိုင်းလိုက်သလိုကောင်းကင်ကကိုရွှေတရားမင်းကလည်းဗန္ဓုကဗလာကြောက်ဖြာတင်ပြီးတော့လူပြေကိုကြည်လိုက်တဲ့အခါဩကြည်စမ်းဩဃမျိုးကမိစ္ဆာဒိဋ္ဌိတတိနဲ့မိသားစုတွေကငါတို့ကိုယ်ွယ်တဲ့ဘုရားရှင်နဲ့တန်ဃာတွေကိုဖူးမြင်လို့တဲ့အတွက်ကြောင့်ပင်ဖိတ်လို့နေပြီဟဲ့မာတမိဇီတော်အကြောင်းပေါက်မှာသွားပြီးတော့မင်းနတ်ယထာအစင်း900သွားပြီးတော့ခြားထားစမ်းကွာတဲ့ရသော်ဘုရားသားတော်တန်ဃာတော်အရှင်မြတ်တွေဇံရတော်လည်းပဲဒီကားလေးပေါ်မှာဒီမော်တော်ယာဉ်လေးပေါ်မှာဟောဒီနတ်ယထာလေးပေါ်မှာညင်ညင်လေးစီးပြီးတော့ကောင်းကင်ခီးကကြွရအောင်ကွာဆိုပြီးတော့တရားမင်းကလည်းမန္တလိကိုဇီတော်အကြောင်းပေါက်မှာပြိဿရဲ့နတ်ယထာအစင်း900ခြားခိုင်းတယ်နတ်ယထာအစင်းဘယ်လောက်လဲအဲ့တော့မာတလိကိုခိုင်းလိုက်တဲ့အခါတရားမင်းကရောမြတ်စွာဘုရားကိုမကူညီနေဘူးလားဘုရားမှာဇံရှိပေမဲ့တကယ်တရားကောင်းတဲ့တရားမင်းကြတော့ဟိုမှာနတ်ယထာတွေလာမလူဘူးလားဇံရှိတာတော့မှချမ်းချမ်းသာသာကြွစေခြင်းလို့တဲ့နတ်ယထာလေးနဲ့ကောင်းကင်ကနေကြွပါစေလို့လှူလိုက်တာဟုတ်လားကျွတ်တို့ဇံမရှိတာလည်းသိပါတယ်ဗျာတညမှလည်းမနာရပါဘူးဟုတ်လားဟိုတနေ့ကလည်းမိတ္တိတာသွားတာကားပြက်လို့မနှဲပြင်ခဲ့ရပါတယ်မရှိမှန်းလည်းသိရတယ်ဘာလို့ဒီတိုင်းနေရတာလို့ဟုတ်လားကလေးတွေတောင်းတယ်လို့ဆိုရင်ငါဟာပြန်ပေးလို့ပြောရင်လည်းရှက်เสียကြီးဟုတ်လားအေးဒါကြောင့်မြတ်စွာဘုရားနဲ့တကွာနောက်ပါသံဃာ900တို့နောက်တနေ့အာယုန်တက်လင်းအားကြီးခြင်းကစပြီးတော့ဩဃမျိုးကတတိကိုအပူဇော်ခံဖို့ရအတွက်ကြွားသွားတော်မူလိုက်တာတဲ့ဒီကနေ့ဂေါရမမြတ်စွာဘုရားနဲ့သံဃာကြီးကြွလာမှဟေလို့ဩဃတတိကပြောထားတော့ဟာကုံလန်းကလာမလားရေနန်းကလာမလားလေလန်းကလာမလားတမျိုးလုံးကလည်းအုတ်အော်တောင်းနေနဲ့စောင့်နေတဲ့အချိန်ရှင်တော်မြတ်ဘုရားနဲ့တကွာနောက်ပါသံဃာများစွာတို့သည်ကောင်းကင်ခရီးကနေဇံခရီးပြင်ကြွလာဩဃတတိရဲ့အိမ်တဲ့ရောက်တဲ့အခါကျတော့သာယာဖြင်းချင်းစွာနဲ့ဆင်းပြီးတော့ကြွလာလိုက်တာတမျိုးလုံးကအဲ့ဒီမာရိယာအောင်းတော့ဟာကြည်စားသူတို့ဘုရားနဲ့သူတို့သံဃာတွေကဒီတိုင်းလာတာဟာကောင်းကင်ကနေဒီတိုင်းကြလာတာဟာဆိုပြီးတော့အုတ်အော်တောင်းနေဖြစ်တဲ့အချိန်အဲ့ဒီမှာပြိဿရသော်ဘုရားကဩဃတတိမိသားစုကိုဆွမ်းအနုခံအဲ့ဒီမှာဆွမ်းအနုမောဒနာတရားဟောကြားလိုက်တာတရားဆုံးတဲ့အချိန်မှာဩဃတတိလည်းမရတဲ့တကွာဩဃမိသားစုအပေါင်းသူတော်ကောင်းတို့သည်ပရိသတ်၏ဘုရားတရားသံဃာယရဏမြတ်သုံးပါးကိုကိုးကွယ်ကြည်ညိုကြတဲ့ဗုဒ္ဓဘာသာဝင်စင်စစ်ဧကံဖြစ်ကုန်ကြပါပြီဩဃတတိမိသားစုဘာဖြစ်သွားပြီလဲယရဏသုံးပါးကိုစိတ်ကကိုးကွယ်သွားပြီဗုဒ္ဓဘာသာအဖြစ်ကိုပြောင်းသွားလိုက်ပြီဒီတော့ပရိသတ်၏ကျွတ်တို့မြတ်စွာဘုရားလည်းလေအခုကခင်ဗျားတို့ကစကားတွေကိုအပိုင်းပိုင်းပြပြီးတော့ကြောညာဝင်အောင်စိတ်မဆိုးနဲ့မြတ်စွာဘုရားလည်းအဲ့မှာကြောညာဝင်လိုက်တယ်ဟုတ်လားကဲတတိမင်းနဲ့ငါဘုရားနဲ့သံဃာတွေလည်းဆုံးမပေးပြီးငါတို့ပြန်ကြွတော့မယ်ဆိုတော့ပြိဿအခုမှဗုဒ္ဓဘာသာဖြစ်တဲ့လူဘုရားနဲ့ခွဲရမယ်ဆိုတတိခွဲနိုင်မှာမလားဘုရားခြေစလုံးအားရပါပဲအရှင်ဘုရားရဲ့ဒီကနေ့မှာဗုဒ္ဓဘာသာဝင်စင်စစ်ဧကံဖြစ်ရတဲ့တပည့်တော်တို့ကိုအရှင်ဘုရားကအဲ့ဒီလိုကြီးခွဲပြီးတော့ချက်ချင်းကြီးပြန်မယ်ဆိုရင်အမလေးလူပြေကတီးပြီးကြည်ရသလိုပါပဲဘုရားကောင်းကင်ရောက်မှအရှင်ဘုရားရက်လိုက်သလိုကြီးပေါ့ဟုတ်လားအဲ့တော့တထေးမင်းရဲ့တောင်းဆိုချက်ရောက်လာတဲ့အချိန်ကျမှမြတ်စွာဘုရားကတခါနဲ့တထေးမင်းနဲ့တကွာဥက္ခမြို့တစ်မြို့လုံးကိုတရားပိတရားသစ္စာလေးပါးမြတ်တရားကိုခေါ်ကြလိုက်တဲ့အခါပရိသတ်ရဲ့9ရက်ပြည့်မြောက်တဲ့အချိန်ကျတော့ဩ
ဩဃတတိမိသားစုနှင့်တကွာဩဃမျိုးစုံမျိုးသား84,000တို့သည်ဘုရားတရားသံဃာယရဏမြတ်သုံးပါးကိုကြည်ညိုကြတဲ့ဗုဒ္ဓဘာသာဝင်စင်စစ်ဧကံဖြစ်ကြပါပြီကဲအာဇာနည်နှလုံးသားပိုင်ရှင်သုလသုဘဒ္ဓရဲ့ဒုမထောက်လက်မမြောက်လိုက်တဲ့စိတ်ဓာတ်ဟာပြိဿလူတွေအားလုံးရောချမ်းသာစိတ်ကြီးရမသွားဘူးလားမိမိလည်းဘုရားတရားသံဃာယရဏမြတ်သုံးပါးအပေါ်မှာပို့ပြီးတော့တန်ဖိုးထားလို့ကြည်ညိုသွားတယ်မိမိကိုအကြောင်းပြုပြီးတော့အားလုံးသောဩဃမျိုးသုံးမျိုးသားတွေလည်းဗုဒ္ဓဘာသာဝင်စင်စစ်ဧကံဖြစ်လို့သစ္စာ၄ပါးတရားတွေကိုနာကြားသိသွားကြတဲ့အခါခုနှစ်ရက်ပြည့်မှမြတ်စွာဘုရားကဥက္ကမြို့ကြီးကနေပြီးတော့ကဲငါဘုရားနဲ့တကွသံဃာအားလုံးကြွတော့မယ်အနုရုဒ္ဓဆိုတဲ့မထေရမြတ်ကိုကဲအရှင်နုရုဒ္ဓမင်းနဲ့မင်းညီမလေးဟောဒီသုလသုဘဒ္ဓတို့ကတော့ဗုဒ္ဓဘာသာဖြစ်သွားတဲ့ဟောဒီဗုဒ္ဓဘာသာမိသားစုများကိုဆက်လက်ပြီးတော့သာသနာပြုနေခဲ့ကြဆိုပြီးတော့မြတ်စွာဘုရားကအဲ့ဒီမှာအနုရုဒ္ဓမထေရနဲ့သုလသုဘဒ္ဓကိုသာသနာပြုရန်ဥက္ကမြို့မှာထားခဲ့ပြီးတော့ဘုရားကတော့ပြန်ကြွသွားပါပြီတဲ့ပရိသတ်ဘုရားဘယ်ကြွသွားလဲသာဝတိမြို့ကဇိတော်အကြောင်းကိုဘုရားရှင်နဲ့သံဃာတော်ရှင်မြတ်တွေကြွသွားပါပြီအေးဥက္ကမြို့မှာသုလသုဘဒ္ဓနဲ့အရှင်နုရုဒ္ဓမထေရမြတ်တို့ကတော့သာသနာပြုဖို့ကြံရစ်ခဲ့ကြပါပြီပရိသတ်ကြီးမကြောက်ပါနဲ့ကျုပ်တရားလည်းပြီးပါပြီဟုတ်လားဒါကြောင့်ဘုရားလည်းပြန်ကြွသွားသလိုမဇ္ဈိမဂုဏ်ကိုတော်နဲ့ကြောင်းကိုပြန်ပါတော့မယ်ခမည်းတော်ဇောတိကအေယမိသားစုတွေလည်းပဲဒီတနေ့ဆွမ်းအောင်ဝဲကြီးကျင်းပသလိုနောင်နှစ်မှလည်းဝါတွင်ဝါပါနှစ်ပွဲကျင်းပပြီးတော့သာသနာပြုနိုင်ကြပါစေလို့ဆန္ဒတွေနဲ့ဆုတွေတောင်းခဲ့ပါတယ်တော်ပြီနော်ဒေသေတံသုဒ္ဓဗုဒ္ဓေနာသုနေတဝါဓမ္မဒေသနာအဘိနာဒနာစေတေနာသာဓုသာဓုတိပါတထာသာရောတရားနာနာကြပါတဲ့အများတရားဓမ္မပေါင်းသူတော်ကောင်းတို့ဒုမေသင်သူတော်ကောင်းအပေါင်းတို့သည်သုဒ္ဓဗုဒ္ဓေနာဒါနသီလသမာဓိပညာနှင့်ဆက်ရှင်သောဘုသုဒ္ဓအဖျာဖျာကိုပြီးစွမ်းတော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီး၏သန္တိကံအတ္တတော်မှာဒေသိတံတဆင့်ခံငါဟောကြားအပ်သောဣမဓမ္မဒေသနာအာဇာနည်နှလုံးသားတကယ်ခိုင်မာသွားတဲ့အတွက်ကြောင့်မိမိနဲ့လူများစွာတို့ချမ်းသာရာသွားအောင်ကြိုးစားသွားတဲ့အာဇာနည်နှလုံးသားပိုင်ရှင်သုလသုဘဒ္ဓနဲ့ဆက်လျင်းနဲ့ဣတရားဒေသနာတော်မြတ်ကိုသုဒိတဝါကောင်းစွာယုံသိနာကြကုန်ပြီဖြစ်၍အဘိနန္ဒနာစိတ်တေနာအလွန်နှစ်သက်ရွှင်လန်းဝမ်းမြောက်ဝမ်းသာပီတိဖြာကြကုန်လျက်အဘိနန္ဒနာစိတ်တေနာဟောဒီကိုယ်တော်မလေးကတော့ကလည်းပြောင်းသလိုလိုနောက်သလိုလိုနဲ့ငါတို့ကို2 နာရီအထိဟောတယ်အောင်မလေးဒီနေ့လည်းပဲနိုင်ကြည့်လိုက်တော့9 မိနစ်တောင်အစွန်းထွက်လို့သွားသေးတယ်ရှည်လိုက်တဲ့တရားနောင်များတော့ဘယ်တော့မှမပင်တော့ဘူးလို့များစိတ်ထဲမှာကြိတ်ခဲကားနဲ့အန္တကြီးကြီးနဲ့တွေးနေကြပဲဆိုရင်ပရိသတ်၏အပြစ်တော်မတင်ပါဘူးကျေးဇူးတွေအလွန်ကိုတင်ပါလိမ့်မယ်ဒီကိုယ်တော်လည်းပဲတရားတူတူလေးဟောပြီးတော့ပြန်မယ်လို့စိတ်ကူးပေးမယ်ဟောဒီနေရာမှာနေကြတဲ့ကျုပ်ယဟန်အမတွေကမလျှော့နဲ့တင်းထား2 နာရီတော့ဟောပေးရမယ်လို့ပြောတဲ့အတွက်ဆွမ်းပိုးတဲ့လက်ကလေးနောက်ပြန်ဆုတ်သွားမှစိုးတဲ့အတွက်ကြောင့်ဒီကိုယ်တော်အမုန်းခံပြီးတော့ဟောရပါတယ်ဆိုတဲ့အကြောင်းပြန်ပြောင်းလို့ရှင်းပြရင်ပရိသတ်ခွင့်လွတ်တဲ့စိတ်လေးမြန်မြန်ဝင်ကြည်ကြည်လင်လင်ဝမ်းမြောက်ဝမ်းသာပီတိဖြာကြကုန်လျက်သာဓုသာဓုတိသာဓုသာဓုသာဓုလို့ခေါ်သောသူတော်ကောင်းသူမြတ်လောင်းတို့ရဲ့ကောင်းမြတ်တဲ့ကြွေးကြော်သံကိုဘာသာထာသုံးရိပ်သုံးဝနှုံမြခါ၍ကောင်းစွာမသွေကျွေးလိုက်ကြ